နှစ်ဦးလေးမှာပြောချင်တဲ့ topic လေးရဲ့ဟာလားခေါင်းစဉ်လေးကတော့ငါဖြစ်အောင်ပဲလုပ်ပါဆိုတဲ့ topic လေးဖြစ်ပါတယ်လို့เนาะအဲ့တော့သူကအဲ့တော့ဒီ topic လေးကိုပြောတဲ့နေရာမှာပေါ့เนาะသူကနှစ်ဦးစာတိုင်းเนี่ยတို့တွေကဒီနှစ်တက်မှာဟာလားငါတခုခုအောင်မြင်အောင်လုပ်နိုင်ရမယ်ပေါ့ဟာလားmotivation တခုခုကိုမရရအောင်တခုခုပြောင်းလဲရမယ်ဆိုတဲ့တန်တိတ်ထံပေါ့เนาะ resolution တခုခုထားမယ်ပေါ့အဲ့ဒါ goal တခုခုထားမယ်ပေါ့စသဖြင့်ပေါ့ဒါဒီအတွက်ကိုငါ motivation ရှိနေရမယ်ပေါ့တစ်ဖက်ကလည်းငါဘာကိုပြောင်းရမလဲငါဘာကိုပြောင်းလဲယူရမလဲစသဖြင့်အဲ့တော့အဲ့ဒီနေရာမှာမပြောင်းလဲနိုင်တာကိုပြောင်းပြအောင်ပြောင်းမယ်ဆိုတဲ့တန်တိတ်ထံနဲ့လေ motivation ရှိကြတဲ့သူတွေလည်းရှိနိုင်တယ်ဒါဒီ resolution ထားတဲ့သူတွေလည်းရှိနိုင်တယ်အချိန်တိုင်းမှာပဲဟာလားကိုနဲ့ကြာငါရေရှည်မလုပ်နိုင်ရင်ဒုက္ခเนาะစသဖြင့်ကိုနဲ့ဂရိတီဖို့ကိုနဲ့တာဝန်ယူဖို့ဟာလားစသဖြင့်ပေါ့ဒီ engagement အတွက်ပေါ့เนาะအဲ့တော့ဒီနေ့ဇန်နဝါရီလရဲ့လလယ်တွေကိုရောက်ခဲ့ပြီပေါ့ဒီ topic လေးပြောတဲ့အချိန်ဟာဆိုလို့ရှိရင်ဒါဇန်နဝါရီလရဲ့လလယ်လေးလို့ပဲပြောလို့ရပါတယ်ဟာလားအဲ့တော့အဲ့နေရာမှာတို့တွေကဟာလားဒီနှစ်ကတော့ဟာလားအရင်နှစ်တွေနဲ့မတူဘူးဟာလားထူးထူးခြားခြားအောင်မြင်မယ်ဆိုတော့ယုံကြည်ချက်ရှိနေတယ်ဟာလားစသဖြင့်ပေါ့နော်ဒီနှစ်ကပေါင်းချင်းတစ်ပေါ့ဟုတ်လားပေါင်းချင်းတစ်ဆိုတဲ့အခါကျတော့ဒါပြန်စတာနောက်ထပ်10နှစ်ကိုစသဖြင့်နော်ဒါလေးဒီလိုမျိုးလေးတွေလည်းရှိနိုင်တယ်အဲ့တော့ဒီဇန်နဝါရီလလယ်လောက်ကိုရောက်လာတဲ့အခါမှာတို့တွေက2025နှစ်ထဲမှာမဟုတ်တော့တယ်လို့2026ထဲကိုလည်းလုံးလျားပေါ့ဒါနှစ်လယ်လောက်ထိဟလာနှစ်ကိုစပြီးတော့ run နေတဲ့2လ3လဆိုတဲ့နေရာတွေမရောက်သေးဘူးပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုရောက်တဲ့နေရာလေးကtransition period လေးလို့ပြောလို့ရတယ်အားကြောင့်ဆိုဟိုဘက်လိုဒီဘက်လိုဒီဘက်ကိုလည်းတိတ်နေရာမကျသေးဘူးဆိုတော့နေရာချနေရတယ်ဆိုတဲ့နေရာလေးဖြစ်နိုင်တယ်အဲ့တော့အဲ့နေရာမှာလည်း resolution လေးတွေကတိတ်ပြီးတော့ clear တိတ်မဖြစ်သေးဘူးဟလာဒါလေးလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားစသဖြင့်အဲ့ဒီနေရာလေးရရှိနေသေးတာပေါ့လေနော်အဲ့တော့ကိုနဲ့ motivation ရှိတာတော့သိကြတယ်ဟလာဒီနှစ်မှာကိုဖြစ်ချင်တာကိုမလုပ်နိုင်တာကိုမဖြစ်အောင်လုပ်မယ်ဟလာမရအောင်လုပ်မယ်ဆိုတော့ယုံကြည်ချက်ကလည်းရှိတယ်အဲ့တော့အထူးသဖြင့်တို့တွေကများသောအားဖြင့်တို့တွေကဘယ်လိုမျိုးလေးတွေလုပ်တက်လဲဆိုတော့ခါကျတော့2024မှာမရခဲ့တဲ့အရာ2025မှာရအောင်လုပ်မယ်ပြီးတဲ့အခါမှာ2025မှာမရောက်တဲ့ဥစ္စာ2026မှာရအောင်လုပ်မယ်စသဖြင့်ပေါ့အဲ့တော့2025မှာပုံစံချလို့မရတဲ့အရာကို2026မှာရအောင်လုပ်မယ်ပေါ့အဲ့တော့အဲ့ဒီနေရာလေးကနေပြီးတော့တို့တွေကအဲ့ဒီတန်တိတ်ထန်လေးတွေနဲ့တို့တွေကဟလာပုံစံချဖို့အတွက်စဉ်းစားကြအဲ့တော့အထူးသဖြင့်ပေါ့တို့တွေပုံစံချခြင်းရတဲ့ subject ကဆိုလို့ရှိရင်တော့အထူးသဖြင့်တော်တော်များမှာပေါ့ပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ procrastination ဆိုတဲ့အချိန်ဆွဲခြင်းအမှုပညာဆိုတဲ့ subject လေးပဲဖြစ်တယ်နော်အဲ့တော့ဒီအချိန်ဆွဲခြင်းအမှုပညာတော့တို့ကဘာကြောင့်အချိန်ဆွဲခြင်းအမှုပညာလို့ပြောလဲဆိုတော့အဲ့ဒါအချိန်ဆွဲတယ်ဆိုတာလေအမှုပညာပဲဟဲ့လားအချိန်ဆွဲတယ်ဆိုတဲ့သူတယောက်ကဒါလေးကိုကျွမ်းကျင်လုပ်တယ်လို့အချိန်ဆွဲတာဟဲ့လားတော့ဒီအချိန်ဆွဲခြင်းအမှုပညာဆိုတဲ့အကြောင်းအရာလေးကို2025ခုနှစ်က topic လေးထဲမှာတို့တွေကပြောခဲ့တာပေါ့လေနော်အဲ့တော့ဒီ topic လေးတွေမှာတော့ဟိုကတထဲဝင်ပေါ့ဒီအချိန်ဆွဲခြင်းအမှုပညာဆိုတာကတို့တွေရဲ့တော်တော်များမှာဟာလားထိတ်တိုက်ရင်ဆိုင်နေရတဲ့အခြေအနေလေးဖြစ်ပါတယ်အခုကအားလုံးတိုးတက်လာတယ်ဆိုတဲ့နေရာလေးမှာတို့တွေကဒီအချိန်ဆွဲခြင်းအမှုပညာဆိုတဲ့အရာလေးကိုကအချိန်တိုင်းလုပ်တတ်တယ်ဟဲ့လားတို့တွေရှိမှာပြောင်းလဲလာတဲ့ဒီခေတ်ကပြောင်းလဲမှုကလည်းအရင်ကမြန်ဆန်လွန်းတယ်အဲ့တော့ပြောင်းလဲမှုမြန်ဆန်တာနဲ့အမျှရောက်လာတဲ့ notification တွေဟာလားဟို group တွေစသဖြင့် activity တွေအလုပ်တွေတစ်ချိန်တည်းမှာပဲတို့တွေရဲ့ possibility ကအများများလာဘာဖြစ်လို့လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်အကြောင်းအရာတစ်ခုလဲကြံတဲ့အရာတွေအသိမသိအခုဟာတို့တွေမှာခဲကိုသုံးမကုံနဲ့ဟာလားရှာဖွေစုဆောင်လို့မကုံနဲ့ဒီ social media ကြီးတို့တွေမှာလူတိုင်း
အသုံးချလို့ရတယ်ဟလာနီးမျိုးစုံရှာဖွေလို့ရတယ်လေ့လာလို့ရတယ်စူးစမ်းလို့ရတယ်အဲ့တော့လူတိုင်းမှာဟလာညာတော့အဖြစ်ပေါ့ဒါတချို့တွေဆိုလို့ရှိရင်အရန်ငယ်တဲ့ကလေးလေးတွေတော့မှာဖုန်းရှိတယ်လူတိုင်းမှာအနည်းဆုံးဖုန်းတစ်လုံးလောက်ကတော့လူတိုင်းမှာရှိရဆိုတဲ့အခါမှာအဲ့ဒီဖုန်းတွေကနေပြီးတော့ social media တွေတချို့မသုံးတတ်ဘူးဆိုရင်တော့မှဟလာတယောက်နဲ့တယောက်နဲ့ဖုန်းခေါ်ခြင်းအဖြစ်ဒီပေါ်မှာအချိန်ကုန်တာစသဖြင့် message တွေပို့ခြင်းအဖြစ်အချိန်ကုန်တာnotification တွေကနေအချိန်ကုန်တာအဲ့တော့ဒီအချိန်တွေဆိုလို့ရှိရင်တို့တွေရှိရနေခိုးယူနေတဲ့ခိုးယူနေတယ်လို့ပဲတို့ကသုံးရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီအချိန်တွေဆိုလို့ရှိရင်တို့တွေရှိရနေပြီးတော့ဒါပြီးခဲ့တဲ့နှစ်2025မှာလည်းဒီလိုလေးပဲသုံးခဲ့ပါတယ်အဲ့တော့ဒီ activity တွေဟာလားဒီ messenger တွေဟာလားဒီ chat box တွေစသဖြင့်ပေါ့နော်အဲ့တော့ဒီနေရာမှာတို့တွေကနီးမျိုးစုံနေရာပေါင်းစုံပေါ့အဲ့တော့အဲ့နေရာပေါင်းစုံကနေပြီးတို့ရဲ့အချိန်လေးကိုဟိုက9မိနစ်လောက်ယူလိုက်ဟိုက3မိနစ်လောက်ယူလိုက်ဟိုက2မိနစ်လောက်ယူလိုက်စသဖြင့်ပေါ့နော်တို့ရဲ့အချိန်တွေကိုသူကခိုးယူနေတဲ့တခြားသော activity တွေနေရာတိုင်းကတို့တွေကိုတွန်းအားတွေပေးနေတာဟိုဟာလေးကိုကြည့်ဖို့ဒီဟာလေးကိုကြည့်ဖို့ဟိုဟာလေးကိုအာရုံထားလိုက်ဖို့ဟိုဟာလေးကိုနားထောင်လိုက်ဖို့စသဖြင့်ပေါ့အဲ့တော့အဲ့ဒီအခါမှာတို့ကဘာဖြစ်လဲဆိုတော့အလုပ်တစ်ခုကိုနဲ့တိုးတက်ရမယ်အလုပ်ဟာလားနည်းနည်းလေး challenging ဖြစ်တယ်ဆိုရင်အလုပ်နည်းနည်းလေး effort ထုတ်ရမယ်ဆိုတဲ့အလုပ်ဆိုတဲ့နေရာလေးမှာတို့ကဒါလေးကိုပြီးမှလုပ်ပါမယ်အဲ့တော့ပြီးမှလုပ်ပါမယ်စသဖြင့်ပေါ့နော်ဒါလေး2မိနစ်ထဲချိန်ယူလိုက်ပါမယ်3မိနစ်ထဲချိန်ယူလိုက်ပါမယ်5မိနစ်ထဲချိန်ယူလိုက်ပါမယ်စသဖြင့်ပေါ့အဲ့ဒီနေရာလေးကတဖြည်းဖြည်းနဲ့တုံးရင်တုံးရင်နဲ့ဟာလားတို့ကဒီ procrastination လေးကဟာလားဒါလေးကိုရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအချိန်ဆွဲတတ်တာအချိန်လေးကိုတွန်းတတ်တာဒီနေရာလေးကတဖြည်းဖြည်းနဲ့လှုပ်တက်လာအဲ့ဒီလှုပ်တက်လာတာနဲ့အများတို့တွေရဲ့ဟာလားလေးနဲ့တဲ့တို့ဘဝကြီးကိုတိုးတက်ကြောင်းဖြစ်မယ်ဆိုတဲ့အခြေအနေတွေဟာလားစသဖြင့်ပေါ့နော်အဲ့ဒီနေရာတွေတစ်ခါ challenge ဖြစ်တဲ့ဆိုတဲ့နေရာတွေ effort တွေသုံးရမယ်ဆိုတဲ့နေရာတွေတကယ်ကိုဘဝကြီးကိုတကယ်ကိုလမ်းကြောင်းပေးနိုင်တယ်ဆိုတဲ့နေရာတွေမှာဆိုလို့ရှိရင်တို့ကနည်းနည်းလေးခက်ခဲတယ်ဆိုတဲ့ယူဆတယ်ဆိုတဲ့အရာလေးတွေမှာတို့တွေကဘာလို့လဲဆိုတော့အဲ့နေရာလေးတွေကိုတို့ကမလုပ်ဘူးတို့ကလွယ်ကူကူရတာလေးပဲလုပ်တယ်ဘာကြောင့်လွယ်ကူကူရတာလေးပဲလုပ်ရတယ်ဘာလို့လဲဆိုတော့တို့ကအဲ့လွယ်ကူကူရတယ်ဆိုတဲ့အနောက်မှာတို့ကဒိုပါမင်တို့တွေမှာဒိုပါမင် rate ကတက်တယ်အဲ့တော့ဒိုပါမင် rate တက်တယ်ဆိုတဲ့အခါမှာတို့တွေမှာ pleasure ရတယ်အဲ့ pleasure ဆိုပျော်ရွှင်မှုလေးပေါ့ကျင့်တဲ့မှုလေးပေါ့တာယာမှုလေးပေါ့အဲ့ဒီနေရာလေးရအဲ့ဒီနေရာလေးရဆိုလို့ရှိရင်ဒိုပါမင် rate ရတဲ့အတွက်ကြောင့်မို့တို့က short term activity ဆိုတော့အရန်စိတ်ဝင်စားအဲ့တော့အဲ့ဒီနေရာမှာ short term activity လေးတွေဘယ်လောက်ပဲအဲ့ short term activity တွေနောက်ကိုပဲတို့ကလိုက်တယ်တကယ်ကိုဟာလားconcretely လုပ်ရမယ့်အလုပ်တစ်ခုဟာ consistent ဖြစ်နဲ့လုပ်ရမယ့်အလုပ်တစ်ခုအဲ့ဒီနောက်မှာဆိုတိတ်ပြီးတော့တို့ကချိန်တိတ်မကုန်ခံခြင်းဟာလားအဲ့ဒီအလုပ်ကိုလုပ်ရမယ်ဆိုတဲ့အခါမှာ effort ထုတ်ရမယ်ဆိုတဲ့အလုပ်တဲ့ effort မထုတ်ရဘူးဟာလားဒိုပါမင်ရတယ်လွယ်ကူကူရတယ်နည်းနည်းလေး pleasure ဖြစ်သွားတယ်ပျော်ရွှင်သွားတယ်ဆိုတဲ့အရာလေးရဆိုလို့ရှိရင်တို့ကအဲ့ဒီနေရာလေးနောက်ကိုပဲတို့ကလိုက်ကြအဲ့တော့ဒီ procrastination ဆိုတာကအချိန်ဆွဲခြင်းအမှုပညာပေါ့အဲ့တော့ဒီ subject ကတော့ဒီနှစ်ရဲ့ဟလာဒီနှစ်ထဲမှာပေါ့နော်တကယ်ကိုပိုင်နိုင်သွားကြည့်တဲ့နဲ့ဟလာ subject လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတို့တွေကဒီ procrastination ကဟလာပထမနှစ်တည်းက2024ရလဲပုံစံဝင်အောင်မလုပ်ခဲ့ရအောင်အဲ့တော့2025ကလည်းပုံစံဝင်ခဲ့ဘူးဆိုတဲ့ခါကျတော့2026မှာတေးကြတယ်ငါ procrastination ဆိုတဲ့အချိန်ဆွဲခြင်းအမှုပညာကိုငါဂုတ်ပုံကတက်ခွပြီးတော့ငါနိုင်အောင်လုပ်မယ်ပေါ့အဲ့ဒီယုံကြည်ချက်နဲ့ဒီ2026ကိုစခဲ့ကြတဲ့သူတွေလည်းရှိမှာပါဟုတ်လားအဲ့တော့ဘယ်နှစ်ကြိမ်လောက်ဒီ procrastination ကိုငါနိုင်အောင်လုပ်မယ်အချိန်ဆွဲခြင်းအမှုပညာကိုငါနိုင်အောင်လုပ်နိုင်တယ်ဆိုတော့သူဘယ်နှစ်ယောက်လောက်ရှိပြီလဲပေါ့နော်ဘယ်နှစ်ကြိမ်လောက်ပြောခဲ့ပြီလဲပေါ့ဒါခုကသူကဇန်နဝါရီလလည်ပဲရှိသေးတယ်နော်အဲ့တော့ငါတေးကြတယ်2026ကို2025လို့ဟာလားငါမဖြစ်စေရဘူးဒါငါအောင်မြင်အောင်အဆုံးသတ်နိုင်ရမယ်အဲ့တော့ဒီအောင်မြင်အောင်အဆုံးသတ်နိုင် okay ပြီစသဖြင့်ကိုနဲ့ကိုကြားပြောမိကြမှာပေါ့နော်ဒါကိုက
အဲ့ဒီနေရာလေးမှာစမ်းစစ်ကြည့်တယ်ဆိုလို့ရှိရင်ဒါကိုကကိုတိုင်းပေါ့ကိုရဲ့မရောက်သေးတဲ့အနာဂတ်ဆိုလို့ကျွန်တော်2026ထဲကိုတို့ကရောက်နေပြီဆိုပေမဲ့တို့ကဟဲ့လား2026နှစ်ကုန်ထိဟဲ့လားဒါမရောက်သေးတဲ့အနာဂတ်လို့ပြောလို့ရတယ်မရောက်သေးတဲ့အနာဂတ်ကိုတို့ကဒါကိုအခုငါဖြစ်ချင်တဲ့အရာကိုရှေ့မှာလုပ်လို့မရအောင်တော့လုပ်လို့မရတဲ့အရာကိုငါရအောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့နေတယ်ဆိုတဲ့နေရာလေးမှာအဲ့ဒါလေးကဘာဘလို့မျိုးလေးအတိတ်ပဲတက်ရောက်လဲဆိုတော့ကိုယ့်ရဲ့မရောက်သေးတဲ့အနာဂတ်ကိုကဒီမရောက်သေးတဲ့ future ဈေးစစ်နေတာ ਨੇ တူတူပဲအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့ပုံစံချလို့မရတဲ့ဒီအချိန်ဆွဲခြင်းအမှုပညာတနည်းအားဖြင့် procrastination ကိုနိုင်အောင်ပုံစံချပါမယ်လို့ဂရီတွေထပ်ပေးပြီးတော့အဲ့ဒီအချိန်ကိုဈေးစစ်နေတာ ਨੇ တူတူပဲအဲ့တော့တကယ်ကိုဘယ်လိုမှပုံစံချလို့မရတဲ့ဟာကြီးရအောင်လုပ်မယ်ပေါ့အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့ရအောင်လုပ်မယ်ဟလားဒါကိုလုပ်လို့မရတဲ့အရာငါရအောင်လုပ်မယ်ဆိုကြတဲ့မှာကိုဒီ2025ကလည်းဒီလိုပဲပြောခဲ့တာငါဒါကိုရအောင်လုပ်မယ်ငါဒါကိုရအောင်လုပ်မယ်ငါဒါကိုရအောင်လုပ်မယ်လို့ပြောနေတဲ့နေရာလေးอ่ะဆိုလို့ရှိရင်ကိုယ့်ရဲ့ comfort zone လေးကိုဖြစ်နေတာဟလားဘာဖြစ်လို့လဲဆိုတော့အဲ့ငါဒါကိုရအောင်လုပ်မယ်လို့ပြောတဲ့အနောက်မှာငါဒီ project ကြီးကိုငါ plan ဆွဲနိုင်တယ်ဆိုတဲ့ power လည်းရှိနေသေးတာဟလားပြီးတဲ့အခါကျတော့အဲ့ power နဲ့ project အကြီးကြီးကိုငါ plan ဆွဲနိုင်နေဆိုတဲ့ power နဲ့လက်ဝိတ်စင်ပေါ်တက်ပြီးနောက်ဆုံးကိုပဲထိုးခံရတာပဲဟဲ့လားကိုပဲဘူးတွေထွက်ပြီးပြန်ဆင်းလာရတာပဲအဲ့ဒီနေရာကိုပဲကိုကထက်ခါရောက်လာဆိုလိုချင်တာအဲ့ဒီနေရာလေးကအဲ့ဒါကိုပဲအထိုးခံရတဲ့ဒီလက်ဝိတ်စင်ပေါ်တက်ပြီးတော့ကိုပဲဟဲ့လားဘူးတွေထွက်ပြီးပြန်ဆင်းလာရတယ်ဆိုတဲ့နေရာလေးကိုရဲ့ comfort zone ဖြစ်နေတာဟဲ့လားဘူးတွေထွက်ပြီးပြန်ဆင်းလာတယ်ဆိုပေမဲ့လေအဲ့ဒီ challenge ကိုဒီ challenge ကြီးအကြီးကိုငါရအောင်လုပ်နိုင်တယ်ဒီ plan ကြီးအကြီးကိုငါရအောင်လုပ်မယ်ဆိုတဲ့နေရာလေးမှာပဲကိုက power ရနေတယ်လို့အဲ့ဒီချိန်ထဲမှာပဲအဲ့ဒီ power ပဲကိုရှုံးနေတယ်ဆိုတဲ့နေရာလေးကိုရောက်တယ်ဆိုလို့ကျွန်တော် power ရနေတယ်ဆိုတဲ့နေရာလေးနဲ့အဲ့ဒီရှုံးတယ်ဆိုတဲ့နေရာလေးကမရတာကိုရအောင်လုပ်မယ်မရတာကိုရအောင်လုပ်မယ်ဆိုတဲ့နေရာလေးကိုကနှစ်တိုင်းကိုကဒီလိုပဲသွားခဲ့တာဆိုတဲ့ခါကျတော့အဲ့နေရာလေးကိုက comfort zone တွေကနေပြီးပြောနေတယ်လို့ဖြစ်နေတယ်အဲ့တော့2026ဆိုတဲ့ဒီဟလာနှစ်ဦးပေါ့ပြောမယ်ဆို2026လို့ဆိုပေမဲ့ဒီ topic ကလေးတွေကတော့နှစ်ဦးပိုင်းမှာပြောတဲ့ topic ကလေးဖြစ်တဲ့အတွက်ကြောင့်နှစ်ဦးတစ်ခုကိုရောက်ပြီဆိုလို့ရှိရင်နှစ်တစ်နှစ်ကိုစပြီးတော့ရွေ့ပြီဆိုလို့ရှိရင်2026ဆိုတာရွေ့နေပြီအဲ့တော့ဒီနှစ်ဦးကရွေ့နေပြီရွေ့လို့ပဲတို့ကဇန်နဝါရီလလေတဲ့ကိုရောက်နေပြီဟုတ်လားအဲ့တော့အဲ့ဒီမှာတို့ကဟလာမသေးကြတဲ့ resolution တွေများသောအားဖြင့်တို့တွေကပြောတတ်တယ်နော်ဟုတ်လားဟလာဒီမှာနှစ်ဦးကိုရောက်နေပြီဟလာဘာလုပ်မယ်ညာလုပ်မယ်ပေါ့တဲ့အထူးသဖြင့်ဒီ project အကြီးကြီးချရဲဆိုတဲ့အခါမှာဒီ project အကြီးကြီးကိုချပြီးတော့လက်လန်းမမီတဲ့ project တွေကိုဆွဲပြီးတော့ကိုမလုံနိုင်တဲ့ဘူးတွေထွက်ပြီးနှစ်ကုန်မှာပြန်ဆင်းလာတာတဲ့ပေါ့နော်လက်ဝိတ်စင်ပေါ်ကနေပြန်ဆင်းလာတာတဲ့ကိုမလုံနိုင်တဲ့ project တွေကိုဆွဲပြီးတော့ဘာဖြစ်လို့များကိုနဲ့ညာနေမလဲပေါ့ဟုတ်လားဒီ project အကြီးတွေကိုဆွဲတယ်တစ်ချိန်တည်းမှာပဲ motivation အပြည့်ဒီနှစ်တစ်ကဆိုလို့ရှိရင်ကောင်းတဲ့ကံတွေကိုတည်လာမှာတည်ကြတဲ့ယုံကြည်ချက်နဲ့ဒီနှစ်တစ်မှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ဆန္ဒတွေကိုဒီနှစ်တစ်ဆိုတဲ့ motivation ရှိတယ်ဆိုတဲ့နေရာလေးကပဲပြောင်းလဲသွားမယ်ဆိုတဲ့ယုံကြည်ချက်ပေါ့လေနော်အဲ့တော့ပြဿနာနှစ်တစ်ဆိုတာစနေပြီဟဲ့လားစနေပြီစခဲ့လို့ပဲအခုကဇန်နဝါရီလရဲ့လလယ်တွေကိုရောက်နေပြီဆိုလို့ကျင်တာတရက်နဲ့သွားနေတာတို့တွေကိုမဆောင်ဘူးဒီနှစ်တက်ကဟဲ့လားအဲ့တော့အဲ့နှစ်တစ်ဆိုတဲ့ခါမှာနှစ်တစ်ခုစတိုင်းမှာနှစ်တစ်မှာတော့ challenge တွေရှိတယ်ဒီနှစ်တစ်မှာအခွင့်အရေးတွေ opportunity တွေရှိတယ်နှစ်တစ်မှာဆိုလို့ရှိရင်တို့က motivation တွေရှိတယ်အဲ့တော့ idea တွေရှိတယ်ဘာလုပ်မယ်ပေါ့အဲ့ဒါပြီးတဲ့အခါမှာနှစ်တစ်မှာ create လုပ်နိုင်တဲ့တို့ရဲ့ creativity တွေရှိတယ်ဘာတွေတီထွင်ချစမယ်ဘာတွေလုပ်မယ်စသဖြင့်ပေါ့နော်ပြီးလို့ရှိရင်အဲ့နှစ်တစ်ထဲမှာတို့က choice တွေရှိတယ်ဘာတွေကိုရွေးချယ်မယ်ပြီးတော့ decision တွေရှိတယ်ဟလာ project တွေပေါ့မှာဘယ်လို project တွေလုပ်မယ်ဘာတွေစသဖြင့်ပေါ့နော်အဲ့ဒီနေရာလေးတွေကိုလွတ်လပ်ရွေးချယ်မလားဟလာတော့နှစ်တရဲ့ဒီ challenge တွေ opportunity တွေ motivation တွေ idea တွေ creativity တွေ choice တွေ decision တွေစသဖြင့်အဲ့ဒါတွေကိုလွတ်ကျွတ်ရွေးချယ်မလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်နှစ်ဟောင်းကအရင်နှစ်ဟောင်းအတိုင်းထဲမှာပဲနေမလားဟာကိုဘာလိုချင်တာလဲပေါ့ဟုတ်လားစသဖြင့်အဲ့တော့အဲ့ဒီနေရာမှာတို့ကယနေ့လူပေါ့နော်တို့ခုယနေ့လူရောက်နေတဲ့နေရာတွေမှာ
နှစ်ဟောင်းကမရခဲ့တဲ့အရာကိုပဲနှစ်တစ်မှာစပြီးတော့လုံးမလားဒါမှမဟုတ်နှစ်တစ်မှာပဲနောက်တစ်ခုကိုလုံးမလားဆိုတော့ဆိုလိုချင်တာအရှိနဲ့အနောက်နဲ့တော့လွန်ဆွဲနေတဲ့အချိန်လို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီနေရာမှာတို့က resolution တွေနှစ်တစ်မှာဘာလုပ်မယ်ဇန်နဝါရီလ resolution ကဘာပေါ့ဇန်နဝါရီလမှာတကယ်ကို motivation အပြည့်နဲ့ကိုကသွားတယ် project တွေဆွဲတယ်ဒါ February လလည်းကြာနည်းနည်း abandon လုပ်တော့ခက်လိုက်တာ no abandon လုပ်ပလိုက်အဲ့တော့အဲ့ဒါကြီးอ่ะဆိုလို့ရှိရင်တကယ်ကိုခက်ခဲတာဟုတ်လားအဲ့တော့ခုနကတော့ပြောခဲ့သလိုပဲခက်ခဲတဲ့အရာတွေကိုအရှင်းနှစ်တွေမှာမလုံနိုင်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်တွေမှာမလုံနိုင်ခဲ့တဲ့အရာတွေကို resolution တစ်ခုအနေနဲ့ project ထားတယ်ဆိုလို့ရှိရင်လွန်ဆွဲနေတဲ့ပြဿနာပေါ်မှာပဲကိုကဆက်ပြီးတော့လွန်ဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟာလားမနစ်ကလို့ပဲဒီနှစ်အခြေအနေကလည်းဒီတိုင်းပဲဖြစ်နေမှာပဲဟာလားပြီးခဲ့တဲ့နှစ်တည်းကမလုံနိုင်တဲ့ project ကြီးကိုဒီနှစ်မှာ resolution ထားတယ်ဆိုလို့ရှိရင်ဒီနှစ်ဟာလည်းပြီးခဲ့တဲ့နှစ်ကလိုပဲထူးမခြားနာတဲ့နှစ်လို့ပြောလို့ရတယ်အဲ့တော့အမှန်ကတော့အရင်နှစ်တည်းကမအောင်မြင်ခဲ့တဲ့ resolution တွေကဒီနှစ်မှာအောင်မြင်မလားဆိုတဲ့သဘောနဲ့ဟာလားတို့ကပြောမယ်ဆိုလို့ရှိရင်2025တဲ့က okay 2025မှာလုပ်လို့မရဘူးဆိုရင်2026တော့လုပ်လို့ရမှာပဲအဲ့ဒီခရေကမှတို့တွေက procrastination နဲ့မှရှိခဲ့တာဟာလားအရင်နှစ်ခရေကမှအကြောင်းပြချက်တွေနဲ့တို့တွေကဒီကိုမလုံနိုင်တဲ့အရာကြီးကိုလက်ဝဲစင်ပေါ်ရောက်လို့ကိုအထိုးခံရတဲ့အခါမှာဘူးတွေထွက်ခဲ့ပြီးတဲ့အခါမှာကိုကโอเคဒီနှစ်တော့မရဘူးโอเคရှင်းနေကြရအောင်လို့မရှင်းနေကိုတုံးခဲ့အဲ့တော့ဆိုလို့ကျင်တာဒီနှစ်မှာမလုံနိုင်ခဲ့တဲ့အရာတွေကိုရှင်းနေကြမှလုပ်မယ်ဆိုတဲ့အခါကျတော့ဒီရှင်းနေလုပ်မယ် plan တွေထဲမှာလုပ်လို့မရတဲ့အရာတွေကိုသူက collect လုပ်ခဲ့တာစူးစောင်းခဲ့ပြီးသားဘာလုပ်မယ်ဆိုတဲ့အရာတွေစူးစောင်းခဲ့ပြီးသားအဲ့တော့ကိုလှုပ်ချင်တဲ့ဖြစ်ချင်တဲ့အရာတွေကနေရွှေညရွှေခဲ့တာဒီလိုပဲတို့တွေကလုပ်မယ်ဆိုတဲ့အရာတွေဆိုတဲ့အခါမှာရှေ့တစ်ပတ်ကြာမှလုပ်မယ်တလင်းလာနေကြမှာရောဘာလို့တလင်းလာကတော့အပတ်တစ်ပတ်ရဲ့ပထမအဦးဆုံးရက်မလို့ဟာလား work day ရဲ့ပထမအဦးဆုံးရက်မလို့တလင်းလာမှလုပ်မယ်တချို့ကြတော့လည်းမဟုတ်ဘူး weekend ကြာမှလုပ် weekend ကဘာဖြစ်လို့လဲဆိုတော့အေးစစ်ရှိလို့အချိန်ပိုရလို့ဒါမှမဟုတ်လို့ရှိရင်လည်းပို့ပြီးတော့အထိပ္ပယ်ရှိလို့ significant ဖြစ်လို့ဟုတ်လားဒါမှမဟုတ်လို့ရှိရင်လည်းနေကောင်းရက်တာဖြစ်လို့ဒါမှမဟုတ်လည်းကျယ်ရီလာတွေစုံလို့ပေါ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဘာရက်မဟုတ်လို့ပေါ့စသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒီလိုနဲ့ပဲတို့ကတလင်းလာပေါင်းဘယ်လောက်တောင်ကုန်ခဲ့ပြီလဲပေါ့weekend ပေါင်းဘယ်လောက်တောင်ကုန်ခဲ့ပြီလဲပေါ့ဟုတ်လားအဲ့တော့ဒီဇန်နဝါရီလပေါင်းဘယ်လောက်တောင်ကုန်ခဲ့ပြီလဲပေါ့ဟုတ်လားအဲ့ဒီလိုပဲကျယ်ရီလာတွေမစုံသေးလို့ဟာလားနေကောင်းရက်သားမဟုတ်လို့ဒီနေ့ကဘာရဲမဟုတ်လို့ညာရဲမဟုတ်လို့ဒါ project တွေကို idea တွေတီထွင်ချန်ဆမှုတွေကိုတီထွင်ချန်ဆနိုင်တဲ့ကိုယ့်ရဲ့ capacity တွေကိုတဖြည်းဖြည်းနောက်ဆုတ်လာအမှန်တော့လေဒီအခြေအနေရာဆိုလို့ရှိရင်လေတော့အောင်မြင်ဖို့ပြင်ဆင်တယ်ဟဲ့လားအောင်မြင်ဖို့ဟဲ့လားပုံမပြင်ဆင်နိုင်ဖို့နောက်ဆုတ်တယ်လို့တို့တွေကရေဘူးရအားဖြင့်တွေးတတ်တာပေါ့ဟာလားချိန်မတန်သေးလို့ဒါမှမဟုတ်အစင်သိမဖြစ်သေးလို့စသဖြင့်နောက်ဆုတ်တယ်လို့တို့ကထင်မိမဲ့လေအမှန်တော့လေဆုံးရှုံးမှုနောက်ဆုတ်တာဆုံးရှုံးမှု plan ဆွဲနေတယ်လို့ဖြစ်နေတာပေါ့လေတဲ့လားအဲ့တော့ဆုံးရှုံးမှုပြင်ဆင်နေတယ်လို့ပေါ့အဲ့တော့ဆုံးရှုံးမဲ့အရာကြီးကိုဆုံးရှုံးနိုင်ဖို့အတွက်ကို plan ဆွဲနေ plan ကိုမှတိကျဆုံးရှုံးမှုအတွက်ကိုတော့အချိန်ပေးပြီးတော့ plan ဆွဲနေတယ်လို့ဖြစ်နေဒါကြောင့်မလို့တို့ကဟာလားဒါလေးကိုအချိန်ဆွဲခြင်းအမှုပညာလို့တို့ကခေါ်တယ်လို့ပဲပြောရမှာပဲအဲ့တော့နှစ်တစ်ခုမှာတို့တွေကအကောင်းဆုံးအခွင့်အလမ်းတွေရနိုင်တယ်အကောင်းဆုံးရွေးချယ်ပိုင်ခွင့်တွေရှိနိုင်တယ်ဆုံးဖြတ်ပိုင်ခွင့်တွေရှိနိုင်တယ်ဒီလိုပဲကိုယ့်ဘက်မှာလည်းအကောင်းဆုံးဟာလားအကြောင်းပြချက်တွေအကောင်းဆုံးအကြောင်းပြချက်တွေ excuse တွေနဲ့နှောင့်နှေးအောင်လုပ်နိုင်တယ်အဲ့တော့အဲ့ဒါတွေအကုန်လုံးကိုယ်မှာပဲရှိတာဟာလားအမှန်တော့တို့တွေကចောင်းသားတွေကိုပြောသလိုပေါ့ဟာလားညာတော့အဖြစ်ဒီထဲမှာရှိတဲ့ចောင်းသားတွေသိပါတယ်အဲ့တော့တို့တွေကခါတလေကြလို့ရှိရင်တို့တွေက excuse ရှိလို့ decision ဖြစ်လာတယ်လို့တို့ကထင်တာအဲ့တော့ဥပမာပေါ့ excuse ဆိုတာကကျမဒီနေ့ဘယ်သွားစရာရှိလို့ဒီနေရာကိုမလုပ်တော့ဘာလုပ်စရာရှိလို့ဒီအလုပ်ကိုမလုပ်တော့ဘူးလို့တို့တွေကထင်ထားတာပုံမှန်ရတော့เนาะ excuse ရှိလို့ဟာလားဒီ decision ဆိုတာဖြစ်လာတယ်အကြောင်းပြချက်ရှိလို့ဒီလိုမျိုးဆုံးဖြတ်လိုက်ရတာပါလို့တို့တွေကပြောတာအမှန်တော့
excuse နဲ့ decision อ่ะခုနကတော့ပြောခဲ့သလိုပဲဟလာ excuse ပြီးမှ decision လာတာမဟုတ်ဘူးကိုနဲ့အယိုးသားဆုံးအဲ့နေရာလေးမှာကိုနဲ့ question လေးတွေမေးကြည့်အဲ့တော့ excuse ဆိုတဲ့အကြောင်းပြချက်ရဲ့အနောက်မှာမှဆုံးဖြတ်ချက်ဆိုတာဖြစ်လာတာမဟုတ်ဘူးအဲ့တော့ဆုံးဖြတ်ချက်ဆိုတာချပြီးတော့မှအကြောင်းပြချက်ဆိုတဲ့အကြောင်းအရာကိုတို့ကရှာတာအယိုးသားဆုံးကိုနဲ့ဝန်ခံတော့မှအဲ့နေရာလေးကအဖြေထွက်တာနော်ဟုတ်လားအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တို့ဘာလုပ်ပေါ့ဟုတ်လားတို့တွေကအကြောင်းပြချက်ကြောင့်ဒီ decision လေးချလိုက်ရတယ်လို့တို့ကထင်တာဟုတ်လားအကြောင်းပြချက်ရှိတဲ့အခါကျတော့တို့ကဒီဆုံးဖြတ်ချက်ချလိုက်ရတယ်ဒီအကြောင်းပြချက်လေးကြောင့်ဒီလိုမျိုးဆုံးဖြတ်လိုက်ရတာပါလို့ထင်တာအမှန်တော့အဲ့လိုမဟုတ်ဘူးဆုံးဖြတ်ချက်ချပြီးတော့မှအကြောင်းပြချက်ဆိုတာစဉ်းစားတာဘယ်လိုအကြောင်းပြချက်ပြောရင်ကောင်းမလဲဘယ်လိုအကြောင်းကြောင့်လို့ပြောရင်ကောင်းမလဲဆိုတဲ့အရာလေးကိုတို့ကစဉ်းစားမိတာဟုတ်လားအဲ့တော့ okay တို့ဒီစဉ်းစားကြည့်မယ်လေနော်အဲ့တော့ဒီနှစ်တင်မှာကိုရောက်ချင်တဲ့ objective တွေတစ်ချိန်တည်းမှာပဲဒီကိုရောက်ချင်တဲ့ objective တွေကိုတစ်ချိန်တည်းမှာပဲတို့ကဟလာပို့ပြီးတော့နှစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် motivation ရှိလာတယ်အဲ့ဒီခါကျတော့ကိုဖြစ်ချင်တဲ့ကိုရောက်ချင်တဲ့ objective တွေကိုတစ်ချိန်တည်းမှာပဲ discipline ရှိလာတယ်လို့ကိုနဲ့တကယ်ကိုဟလာဘောင်ထဲမှာကိုလုံနိုင်နေ discipline ရှိလာတယ်လို့ပို့ပြီးတော့ organize ဖြစ်လာတယ်လို့တစ်ချိန်တည်းမှာပဲပို့ပြီးတော့ motivation ရှိလာတယ်လို့အဲ့ဒါပဲတိတ်မကြောက်အဲ့နေရွှေညရွှေကိုယ့်ရဲ့ဘယ်လိုပြောမလဲအိမ်မက်တွေကလေထဲမှာလွင့်သွားတယ်လို့ပေါ့အဲ့ဒါကိုဘယ်လိုခေါ်မလဲဆိုတော့ခုနကတော့တို့ဒီတစ်ချိန်လုံးပြောခဲ့တယ်အချိန်ဆွဲခြင်းအမှုပညာလို့ခေါ်မှာပေါ့ the art of procrastination လို့ခေါ်မှာပေါ့ဟုတ်လားအဲ့တော့အဲ့နေရာမှာကိုနဲ့နေရာချတယ်ကိုနဲ့စဉ်းစားတယ်ကိုနဲ့ plan ဆွဲတယ်ကိုနဲ့ပြင်ဆင်တယ်နောက်ဆုံးကြတော့ကိုဟာဆိုလို့ရှိရင်ဒီ future ကို negotiation လုပ်ရင်းနဲ့ပေါ့နော်ဒီ future ကိုဈေးဆင့်ရင်းနဲ့ကိုယ့်ရဲ့အနာဂတ်ကိုဈေးဆင့်ရင်းနဲ့ပဲအရှိမရောက်တော့ဟုတ်လားအဲ့တော့အဲ့နေရာမှာတို့တွေကပြောခဲ့သလိုပဲရိုးသားလေးပဲဝန်ခံကြည့်ကိုဆွဲတဲ့ plan ထဲမှာကိုက okay ငါနောက်3လနေမှာဒါလေးကိုလုပ်မယ်ဆိုတဲ့နေရာလေးကိုဆွဲခဲ့တယ်ဆိုလို့ရှိရင်အဲ့တော့ဒီနေ့ကနေစပြီးတော့နောက်3လမှာငါဒါလေးကိုဒါတွေလောက်ပါမယ်ဆိုရယ် motivation အပြည့်နဲ့ကိုကဆွဲခဲ့တယ်ဆိုတဲ့အခါမှာအဲ့နောက်3လလောက်ကြာတော့အခါကျတော့ဘယ်လိုဖြစ်သွားလဲဒီနေ့ဆွဲတဲ့ requirement တွေအတိုင်းဒီနေ့ဆွဲခဲ့တဲ့energy အတိုင်းဒီနေ့ဆွဲခဲ့တဲ့ကိုထားတဲ့ကိုရဲ့ requirement ရဲ့ level အတိုင်းအဲ့နောက်3လမှာမရှိတော့ဟုတ်လားအဲ့တော့အဲ့နေရာမှာတို့ကစဉ်းစားတာလဲတူတူပဲတွေးတာလဲတူတူပဲအချိန်ရွှေ့တာလဲတူတူပဲဟာလားနောက်3လနေကြမှာလုံးမယ်လို့ပြောခဲ့ပေမဲ့နော်အဲ့တော့စဉ်းစားတာလဲတူတူပဲတွေးတာလဲတူတူပဲအချိန်ရွှေ့တာလဲတူတူပဲအဲ့ဒီနေရာမှာအဲ့ဒီအရာကြီးကိုလုတ်ဖို့အတွက်ကြောက်တာလဲတူတူပဲအဲ့တော့အဲ့ဒီတစ်ချိန်တည်းမှာပဲကိုအသုံးပြုခဲ့တဲ့ defense mechanism တွေလည်းတူတူပဲအားလုံးကတူတူပဲမတူတာတခုကပါလဲဆိုတော့ခါကျတော့ကိုလုံးမဲ့လုံးတစ်ခုကကိုတွားမဲ့ project တစ်ခုကကို create လုပ်မဲ့အရာပေါ့ဟုတ်လားကိုတီထွင်ချမ်းစားမယ်ဆိုတဲ့အရာလေးတစ်ခုဟာဆိုလို့ရှိရင်ကိုတွားနေတဲ့အချိန်တွေက3လနောက်ကျသွားတာဟုတ်လားကို3လကိုတွန်းလိုက်တယ်အဲ့တော့အခုတော့အတူတူပဲဘာဖြစ်လို့နောက်3လကြာမှလုံမလဲပေါ့ဘာဖြစ်လို့ဆိုကိုတွန်းလိုက်တဲ့နောက်3လကြာမှလုံပါမယ်ဆိုတဲ့အခါမှာအသုံးပြုရတဲ့ energy ကတူတူပဲဒီနေ့အသုံးပြုတဲ့ energy နဲ့နောက်3လသုံးမဲ့ energy နဲ့တူတူပဲနောက်3လမှလည်းဒီတိုင်းပဲလုပ်ရမှာပဲဘယ်လိုဖြစ်လို့ဟာလာနောက်3လကြာမှလုပ်မယ်ဆိုတဲ့နေရာလေးမှာကိုကဘာဆုံးရှုံးသွားလဲဆိုတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုရောက်ချင်တဲ့ objective တွေပြီးတဲ့အခါမှာကိုအသုံးပြုနေတဲ့ energy တွေပြီးတော့ကို create ဖြစ်လာတဲ့ကို create လုပ်လိုက်တဲ့အရာတွေတစ်ခုကို create လုပ်လိုက်တဲ့ဆိုတဲ့နေရာလေးอ่ะဆိုလို့ရှိရင်ဟာလာ3လနောက်ကျပြီးတော့မှ create လုပ်လိုက်တဲ့ဆိုတဲ့နေရာလေးကိုရောက်တာဒါပေမဲ့အသုံးပြုတဲ့ energy ကတော့ဒီနေ့အသုံးပြုတဲ့ energy နဲ့နောက်3လအသုံးပြုတဲ့ energy တွေကတူတူပဲအကုန်တူတူပဲအဲ့တော့ဒီနေရာလေးမှာပေါ့နော်သူကနှစ်တစ်နှစ်ကိုစပြီဆိုလို့ရှိရင်တို့တွေမှာအဖွဲ့2ဖွဲ့ရှိတယ်လို့ပြောလို့ရတယ်။3-4ဖွဲ့လည်းရှိနိုင်တယ်ဒါပေမဲ့အဓိကကျတဲ့အဖွဲ့2ဖွဲ့ရှိတယ်လို့ပြောလို့ရတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်နှစ်တစ်နှစ်စပြီဆိုလို့ရှိရင်ပျော်တဲ့လူတွေရှိတယ်။အဲဒီ motivation ရှိတဲ့သူတွေတကယ်ကိုစိတ်လှုပ်ရှားပြီးတော့ဒီပေါ်မှာတက်ကြွနေတဲ့သူတွေရှိတယ်။ဟုတ်လားအစ်ဆိုတဲ့အတိုင်းပဲတို့တွေကပစ္စည်းတစ်ခုအစ်ဆိုလို့ရှိရင်တို့ကခဏထကြည့်တယ်။ New Year ကို
second လေးတွေဟာလား minute လေးတွေဖြတ်သွားတော့ခဏခဏမကြည့်ကြဘူးလားကြည့်တာပေါ့ဟာလားအခုနိုင်ငံရဲ့ခြားနိုင်ငံမောင်းစုံမှာတို့တွေရှိကြတယ်တငယ်ချင်းတွေမိတ်ဆွေတွေရှိကြဟာဘယ်နိုင်ငံတော့ဘယ်လိုဖြစ်သွားဘယ်နိုင်ငံဘယ်လိုဖြစ်သွားလဲဆိုတဲ့အခါကျတော့အဲ့နိုင်ငံတွေကိုမရောက်သေးဘူးဒါပေမဲ့ကိုယ့်ရှိကိုရောက်တော့မရောက်တော့မယ်ဆိုတဲ့စိတ်လုံရှားတယ်ဆိုတဲ့အရာရှိဟုတ်တယ်အစ်စ်ဆိုလို့ရှိရင်တို့ကအစ်စ်ဆန်းဆိုရင်တို့အရန်ပျော်တာဘာလို့အစ်စ်ဆန်းဆိုတဲ့နေရာလေးမှာတို့ကအဲ့ဒီအစ်စ်ဆန်းကိုစပြီးတော့တွေ့ရတယ်လေ့လာရတယ်ဟာလားမြင်ရတယ်ဟာလားဆိုတော့နေရာလေးရဆိုလို့ရှိရင်တို့တွေအတွက်ဒီ dopamine rate ကိုတို့ကတက်စေပျော်စရာကောင်းတယ်ဆိုတဲ့တို့တွေရဲ့ဒီ dopamine ဒီ hormone တွေကိုတို့တွေကအထောက်ပံ့အများကြီးပေးတယ်ဟာလားအဲ့တော့အဲ့နေရာမှာတို့ကနှစ်တစ်ခုစမယ်ဆိုလို့ရှိရင်ပျော်တဲ့အဖွဲရှိတယ်ပျော်တဲ့အဖွဲဖြစ်အရန်ကိုပျော်တာတကယ်ကို energy အပြည့်နဲ့ကိုပျော်တာအဲ့ပျော်တဲ့အဖွဲ motivation အပြည့်ရှိတယ်ဆိုတဲ့အဖွဲရှိတယ်လို့တစ်ဖက်မှာနှစ်တစ်ကို allergic ဖြစ်တဲ့ဖွဲလည်းရှိတယ်အဲ့တော့နှစ်တစ်ကို allergic ဖြစ်တဲ့အဖွဲတွေမှာဆိုလို့ရှိရင်တော့ anxiety တွေတက်တာရှိတယ်ကြောက်တာရှိတယ်စသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်တစ်ကို allergic ဖြစ်တဲ့အဖွဲဟာ anxiety တွေတက်တယ်ကြောက်တယ်အဲ့တော့အဲ့ဒီအဖွဲဟာဆိုလို့ရှိရင်တော့များသောအားဖြင့်သူကအချိန်နဲ့ကစားတဲ့အဖွဲလို့ပြောလို့ရတယ်အဲ့တော့အနာဂတ်ကိုဈေးစစ်တဲ့အဖွဲပေါ့အဲ့တော့အဲ့ခါမှာအချိန်ကိုတိုးတာတွေရှော့တာတွေတိုးတာတော့သိမရှိပါဘူးအချိန်ကိုရှော့တွန်းလိုက်တာအဲ့တော့နောက်ဆုံးတော့အချိန်ကပဲနိုင်သွားတာပဲအဲ့တော့ကိုလုံးဆရာရှိတဲ့အလုပ်တွေလုပ်ဖို့ကိုလေးလာဆရာရှိတဲ့အရာတွေလေးလာဖို့ကိုဖတ်ဆရာရှိတဲ့စာအုပ်တွေဖတ်ဖို့ကိုတင်ဆရာရှိတဲ့ assignment တွေတင်ဖို့ကိုတက်ချင်တဲ့ training တွေတက်ဖို့ကို create လုပ်ချင်တဲ့အရာတွေ create လုပ်နိုင်ဖို့ကိုဖြစ်ချင်တဲ့ဆန္ဒတွေအကောင့်ထဲပေါ်နိုင်ဖို့ဘာသင်တန်းတက်မယ်ဘာလုပ်မယ်ဘာတွေလုပ်ဆရာရှိသေးတယ်စသဖြင့်ပေါ့နော်ဘယ်ခရီးတွေသွားမယ်ဟာလားစသဖြင့်ပေါ့အဲ့နေရာဘယ် topic တွေရေးမယ်ဘယ်အရာတွေ share လုပ်ချင်တယ်စသဖြင့်အဲ့တော့ဘာပဲဖြစ်ဖြစ်ငါဒီတို့ကဒီနေရာလေးမှာတို့ကပြောချင်တာအဲ့တော့ចောင်းသားတွေတော်တော်များများကိုပြောခဲ့ပါတယ်ဟဲ့လားတို့ကဘယ်နေရာကိုရောက်လို့ဒီအစာပြုတဲ့အချိန်ယူရတယ်ဆိုတဲ့အချိန်ဘာလုပ်ရတယ်ဆိုတဲ့အချိန်ဆိုတာတဲ့ကိုရောက်တဲ့နေရာကိုနေရာအဲ့တော့ကိုရောက်တဲ့နေရာကိုနေရာပဲဆိုတဲ့ energy လေးရဖို့အတွက်ဆိုတာကအခုဒီနှစ်တစ်ကိုရောက်တယ်ဆိုတဲ့အခါမှာလေဒီနှစ်တစ်မှုလို့အစာအနေပြန်စလို့ဆိုတဲ့နေရာတစ်ခုတည်းမဟုတ်ဘူးနှစ်တစ်ကိုရောက်နေပြီကိုရောက်တဲ့နေရာကိုနေရာဟာလားကိုရောက်တဲ့နေရာမှာကို energy အပြည့်နဲ့နေနိုင်ဖို့ဆိုတဲ့အခါမှာတို့အဲ့ပြင်ဆင်နေရတာအဲ့နေရာကိုရောက်ဖို့ဘယ်လိုရှိနေရတာအဲ့ဟာတွေကတို့တွေကဒီအရှင်ကိုရောက်ဖို့အတွက်အချိန်ကြီးယူပြီးတော့အချိန်ကြီးကုန်အဲ့ဒီမှာဖုန်းလေးကို2မိနစ်လောက်ကြည့်ပြီးလိုက်တာပြီးတော့2မိနစ်လောက်ကနေ5မိနစ်လောက်ဖြစ်သွားတာအဲ့ဒီနေမှာသူများကဖုန်းလာလို့ကင်လိုက်တာနောက်အရေးကြီးတယ်ဆိုတော့ဟာလေးစဉ်းစားမိလို့တခါအဲ့ email လေးကိုတွားကြည့်တာဟာ message လေးကိုပြန်ရမှာမဟုတ်လို့ဘယ်လိုလို့စသဖြင့်ပေါ့အဲ့ဒီအရာလေးတွေကအချိန်ယူနေအဲ့တော့အဲ့ဒီမှာဘယ်လိုဖြစ်သွားလဲဆိုတော့ငါရောက်တဲ့နေရာငါနေရာဆိုတော့ခိုင်မာတဲ့တန်တိတ်ထန်နဲ့ခိုင်မာတဲ့ယုံကြည်ချက်နဲ့မသွားပဲနဲ့အဲ့တော့ငါရောက်တဲ့နေရာငါနေရာဆိုတာထက်ကိုရောက်တဲ့ဒါနှစ်တစ်ခုရောက်လာတယ်ဆိုတဲ့အခါမှာငါရောက်တဲ့နေရာငါနေရာဟာလားအဲ့နေရာမှာစဖို့အတွက်အချိန်ယူနေရတာဟာလားဒီနေရာမှာနေသားကြဖို့အတွက်အချိန်ယူနေရတာဟာလားနေသားကကြာပြီးသားလေလောကကြီးတွေရောက်လာတဲ့အချိန်ကလေးကကိုကနေသားကြခဲ့တာပဲမဟုတ်ဘူးလားအဲ့တော့ဘာကြောင့်မလို့ဟာလားရောက်တဲ့နေရာတိုင်းမှာပြန်စရတာအဲ့ဒါကြီးတို့အချိန်ကြီးယူနေတာလဲပေါ့လေနော်ဟာလားအဲ့တော့အဲ့နေရာမှာတို့ကကိုနဲ့ရိုးသားဆုံးဟာလားနေကြည့်ဟာလားကိုနဲ့ရိုးသားဆုံးမေးကြည့်ငါအချိန်ဆွဲတယ်ဆိုတဲ့အရာငါတကယ်လုပ်ရတဲ့ငါအချိန်ဆွဲတဲ့အချိန်တိုင်းမှာငါဘဝတိုးတက်မယ်ဆိုတဲ့တိုးတက်မှုအတွက်လုပ်ရမယ်အလုပ်တိုင်းပေါ်မှာပဲငါအချိန်ဆွဲတတ်တာဆိုလို့ကျင်တာငါဘဝကြီးတိုးတက်ဖို့အတွက်ကိုပဲငါတောင်းဝမယူနိုင်တာအရှင်းမယူနိုင်တာအဲ့တော့ငငယ်တုန်းကလို့ပေါ့မိဘတွေကစာချက်ဆိုတဲ့အခါကျတော့ငါဘွားကြီးတိုးတက်ဖို့ဆိုမိဘတွေလာလုပ်ပေးမယ်ဆိုတဲ့နေရာလေးရပဲဆက်ပြီးတော့ရှိနေတာပေါ့ကွယ်ပြောမယ်ဆိုလို့ရှိရင်ကျောင်းသားတွေတော်တော်များများသိတယ်လို့ပဲတို့တွေကပက်လက်ကလေးပဲဖြစ်နေတာပါဘယ်သူကိုမှောက်ပေးမလဲဆိုစောင့်နေတာပဲဖြစ်မှာပါကဲဟုတ်ကဲ့အဲ့တော့အဲ့ဒီမှာတို့ကဟာလာစာအုပ်တွေဖတ်ဖို့ရှိတာခုနကပြောခဲ့သလိုပေါ့ဟာလာကဲနောက်တအုပ်ထောက်ဝဲဟာဒါလေးကကောင်းတယ်ဒီခေါင်းစဉ်လေးကကောင်းတယ်ဒီစာအုပ်ကလေးကတော့စိတ်ဝင်စားစရာကောင်းတယ်ဒီထက်ကရေးထားတဲ့ဟာလေးကဘလို့ဆိုပြီးတော့အဲ့ဒီစာအုပ်တွေထပ်ဝယ်စာအုပ်ပုံကြီးတာများလာတယ်ပထမဦးဆုံးဝယ်ထားတဲ့စာအုပ်ကိုသေချာမထိရသေးဘူးပထမဦးဆုံးဝယ်ထားတဲ့စာအုပ်ကိုလည်း3-4ရက်ပဲလှန်သေးတယ်လှန်ပြီးထားတာနောက်တစ်ရက်ကိုလည်း3-4ရက်လုံးစိတ်ဝင်စားကောင်းโอเคအချိန်မရှိသေးလို့နော်ခဏလေးထားတာအဲ့တော့1လအကုန်2လအကုန်3လအကုန်1နှစ်ကုန်စသဖြင့်ပေါ့အဲ့တော့ဆိုလို့ချင်တာအဲ့ဒီနေရာမှာလည်းတို့ကကိုနဲ့လေဘယ်လိုပြောအကြောင်းပြချက်တွေပေးနေသေးတာ
စင်ကြီးစင်လက်တွေပေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့စာအုပ်ပုံကြီးများလားဒါတွေကရင်းနှီးမြုပ်နှံမှုတွေဟုတ်လားဒါတွေကရင်းနှီးမြုပ်နှံမှုတွေဘာဖြစ်လို့ဆိုတော့ဒါပုတ်ကုံမဟုတ်ဘူးလေနော်ပုတ်ကုံမဟုတ်ဘူးဆိုတော့ဒါတွေကရင်းနှီးမြုပ်နှံမှုတွေဒီလိုပဲကိုတက်တဲ့သင်တန်းတွေဒီသင်တန်းပြီးငါဘာလုပ်မယ်ပေါ့ငါဘာလုပ်မယ်ဒီသင်တန်းပြီးလို့ရှိရင်ငါဘလို့ဆရာနဲ့တွေ့ပြီးတော့ဘလို့ဆရာမနဲ့တွေ့ပြီးတော့ငါဘလို့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့တန်တိတ်ထန်တယ်သင်တန်းနေတတ်တယ်ပတ်စံနေအများကြီးကုန်ထားပါပတ်စံနေရရှာလို့ရအချိန်ကြီးကတော့ရှာလို့မရအောင်ဟုတ်လားအဲ့တော့အဲ့ဒီနေရာမှာသင်တန်းနေအများကြီးတက်တယ်ဟိုသင်တန်းနေတက်တယ်ဒီသင်တန်းနေတက်တယ်ဟိုသင်တန်းနေတက်တယ်ဒီသင်တန်းနေတက်တယ်စသဖြင့်အဲ့တော့တက်တဲ့အရာတွေအများကြီးအဲ့တော့အဲ့ဒီနေရာမှာဘယ်ဆရာနဲ့တွေ့ပြီးရင်ဒီသင်တန်းတက်ပြီးရင်ငါဘလို့ဖြစ်သွားမှာငါဘလောက်တောင်ပြောင်းလဲသွားမှာစသဖြင့်အဲ့တော့အဲ့ဒီနေရာမှာစဉ်းစားကြည့်ဘယ်သင်တန်းတက်ပြီးလို့ရှိရင်ငါဘလောက်ထိပြောင်းလဲသွားမှာဟာလားဘယ်ဆရာနဲ့တွေ့ခဲ့ရင်ဘယ်ဆရာမနဲ့တွေ့ခဲ့ရင်ငါဘလို့ပြောင်းလဲသွားမှာအဲ့ဒီနေရာလေးကိုစဉ်းစားကြည့်စီခြင်းတယ်အဲ့ဒီနေရာလေးကိုလေနော်အဲ့တော့အဲ့ဒီနေရာလေးမှာဘယ်သင်တန်းတက်ရင်ငါဘလို့ပြောင်းလဲသွားမှာဟာလားဘယ်ဆရာမနဲ့တွေ့တယ်ဆိုလို့ရှိရင်ငါဘလို့ဖြစ်သွားမှာဆိုတဲ့နေရာလေးอ่ะဆိုလို့ရှိရင်တီးတီးချာချာလေးခဏလေးနည်းနည်းလေးနောက်ဆုတ်ပြီးစဉ်းစားကြည့်အဲ့ဒီနေရာမှာကိုဒီတခြားသူရှိမှာခွင့်ပြုချက်တောင်းဆိုနေတာလို့ပြောလို့ရဆိုလိုချင်တာကဘာလဲဆိုတော့ငါဒီသင်တန်းတက်မှငါကဒီနောက်မှာဘလို့ဖြစ်သွားမယ်ဆိုတဲ့ဆန္ဒဆိုလိုချင်တာငါဘလို့ဖြစ်အောင်ဆိုတာငါလုပ်လို့မရဘူးဒီသင်တန်းလောက်ကလုပ်ပေးမှရမှာအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုငါဖြစ်ချင်တဲ့ငါရောက်ချင်တဲ့နေရာကို permission ပေးတာခွင့်ပြုချက်ပေးတာဒီသင်တန်းကပေးနေတာဒီဆရာကပေးနေတာဒီဆရာမကပေးနေတာဒီအဖွဲ့အစည်းကပေးနေတယ်ဆိုတဲ့ယုံကြည်ချက်နဲ့သွားနေအမှန်တော့ကိုဘာဖြစ်ချင်တယ်ကိုဘာရောက်ချင်တယ်ဘယ်နေရာကိုငါဘာလုပ်ချင်တယ်ဆိုတဲ့ကိုဘဝကြီးရဲ့ဟာလားအရှိကိုရောက်မဲ့အစင်းနေရ permission ရဲ့ပါဝါကိုစီမှာပဲရှိရတာဟာလားဒီသင်တန်းတွေဒီဆရာတွေဒီအဖွဲ့အစည်းတွေဆိုတာကအထောက်ပံ့ပေးတဲ့စိတ်ပိုင်းလေးတစ်ခုသာဖြစ်ပြီးတော့တကယ်ကိုဟာလားအဓိကလှုပ်ဆောင်နိုင်တဲ့ power ဟာလားလှုပ်ဆောင်နိုင်တဲ့ permission ကခွင့်ပြုချက်ကကိုနဲ့ပဲပေးရတာကိုနဲ့စီမှာပဲရှိတာဟာလားအဲ့ဒီလိုပဲအဲ့ဒီနေရာမှာတို့တွေရဲ့ရှင်တန်ကြီးထွားတဲ့ဒီ process ကြီးတစ်ခုလုံးမှာတို့တွေဒီအမြဲတမ်းကိုလုပ်နေတဲ့ process တိုင်းငါဘယ်သူအတွက်လုပ်တယ်ဆိုတာဘာကြောင့်လုပ်တယ်ဆိုတာဒီဖွဲ့စည်းအတွက်လုပ်တာဘာအတွက်လုပ်တာဘယ်ဆရာအတွက်လုပ်တာဘယ်သင်တန်းအတွက်လုပ်တာဘယ်တငယ်ချင်းအတွက်လုပ်တယ်ဆိုတာငါအတွက်လုပ်တယ်ဆိုတာပဲဖြစ်ရမှာဟာလားကိုယ်တိုင်အတွက်ပဲလုပ်တယ်ဆိုတဲ့ဒီ action ကိုပဲယူရမှာဒါလူဖြစ်တဲ့ process ရဲ့ benefit ပဲဟာလားဒီအဖွဲ့အစည်းတွေမိသားစုတွေဒီဆရာတွေဒီသင်တန်းတွေအဲ့ဒါတွေအကုန်လုံးကလူဖြစ်တဲ့ process မှာထောက်ပံ့ပေးတဲ့အစိတ်ပိုင်းလေးတေးလေးသာဖြစ်တယ်အဲ့ဒါအဓိကအချက်ကြီးမဟုတ်နေဘူးအဓိကအချက်ကြီးကကိုဟာလားအဲ့တော့တကယ်ကိုအဆိုးဆုံးကလေအဲ့ဒီနေရာမှာဘာလဲဆိုလို့ရှိရင်ကိုနဲ့လေဟာလားအလုပ်တွေအရန်လုပ်တယ်ကိုနော်ငါဟာအလုပ်တွေအရန်လုပ်တဲ့သူငါဟာနှုတ်တွေထုတ်တဲ့သူငါတေးချာကိုနှုတ်တွေထုတ်တဲ့သူငါဟာအရန်စဉ်းစားတဲ့သူငါ plan တွေကိုတေးချတဲ့သူအဲ့ဒီမှာငါနဲ့အရန်တိုးတက်နေပြီဟုတ်နေပြီလို့ကိုကထင်တာအမှန်တော့ကိုတိုင်းတစ်ခါတလေကြားလို့ရှိရင်အဲ့ဒီနေရာတွေကိုပြန်ပြီးသုံးသပ်ကြည့်ပေါ့အဲ့ဒီနေရာတွေဒီတစ်ခါလေကြားရင်ကိုတိုင်းတီဆောက်ထားတဲ့ကိုရဲ့ defense ထဲမှာကိုရဲ့ဝင်ကဘာထဲမှာကိုကပိတ်မိနေတတ်တယ်အဲ့ဒီနေရာလေးအဲ့ဒီနေရာလေးကလည်းငါဟာလားအလုပ်တွေအရန်လုပ်တယ်နှုတ်တွေထုတ်တတ်တယ်ငါဟာတကယ်ကိုကြစ်လစ်နဲ့ plan နေနဲ့ဘလို့သွားတတ်တယ်တိုးတက်တယ်ငါဘလောက်ထိငါဒီဟာလားကြစ်လစ်အလုပ်နိုင်တယ်ဆိုတဲ့နေရာမှာလေအဲ့ဒီနေရာလေးကိုလည်းကိုတိုင်းသုံးသက်တယ်အဲ့ဒါဘာလဲတစ်ခါလေကြားလို့ရှိရင်အဲ့ဒီနေရာလေးကလည်းကိုတိုင်းတိဆောက်ထားတဲ့ကိုရဲ့ဝင်ကဘာကြီးဖြစ်နေပြီးတော့အဲ့ဒီဝင်ကဘာကြီးထဲမှာကိုတိုင်းပိတ်မိနေတယ်ဆိုတဲ့နေရာလေးလည်းရောက်တတ်တယ်အဲ့တော့ကိုနဲ့ကြာမယုံဘူးဆိုရင်အယူသားဆုံးမိကုံးလေးတစ်ခုမေးကြည့်ဟာလားအဲ့တော့ပြီးခဲ့တဲ့နှစ်က2025နှစ်ကအဲ့ဒီလိုပဲငါနဲ့ဘာညာဆိုတဲ့အားတွေဟာလားစသဖြင့်ပေါ့အဲ့တော့အဲ့ဒီနေရာမှာ
2024ရ2025စသဖြင့်နှစ်ကုန်ခဲ့တဲ့နှစ်တည်းဟာ objective ပန်းနိုင်နေကိုအများကြီးရှိတယ်ကိုဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဘာဖြစ်ချင်လဲအဲ့ objective တွေကတကယ်ပဲအောင်မြင်ခဲ့တာလားလို့ကိုနဲ့အယိုးသားဆုံးမေးကြည့်အယိုးသားဆုံးမေးကြည့်နော်အဲ့ဒီယိုးသားမှုဆိုတာလေတဘာဝကြီးကပေးတဲ့ကိုရဲ့တန်မိုးမဖြတ်နိုင်တဲ့လက်ဆောင်အဲ့အယိုးသားမှုဆိုတာကအယိုးသားမှုရဲ့နောက်မှာကိုက evolve ဖြစ်တာသိလားကျန်တဲ့သူတွေနဲ့မယိုးသားရင်နေပါစေကိုနဲ့တော့ယိုးသားရတယ်နော်အဲ့ဒါလေးရတော့ဟလာကျန်တဲ့သူတွေနဲ့ပါယိုးသားတယ်ဆိုလို့ရှိရင်တော့လေပို့ပြီးတော့ပျော်စရာကောင်းတဲ့ဟလာ healthy ဖြစ်တယ်ဆိုတဲ့ life ကိုပိုင်ဆိုင်တာပေါ့လေနော်ဟုတ်လားအဲ့တော့အယိုးသားဆုံးမေ့ကြည့်ကိုဖြတ်တန်းခဲ့တဲ့နှစ်တွေထဲမှာကိုဆွဲခဲ့တဲ့ plan တွေကို100% အောင်မြင်ခဲ့လားဟုတ်လားအဲ့တော့အဲ့နေရာမှာဆွဲခဲ့တဲ့ plan တွေထဲမှာ modify လုပ်ခဲ့တဲ့ plan တွေကိုပြောတာမဟုတ်ဘူးနော်ရပါတယ်ဒီလောက်ကလေးကတော့ဒီ plan တွေကိုကိုကမဝင်အောင်အတင်းထိုးကြိတ်ပြီးတော့ထည့်တယ်ဆိုတဲ့ဟာတွေကိုပြောတာမဟုတ်ဘူးနော်ဆိုလိုချင်တာ2025ကဇန်နဝါရီလကချခဲ့တဲ့ objective တွေကိုဂျွန်လာလောက်ကြတော့နှစ်လယ်လောက်ကြတဲ့ခါကျတော့ကွာဒီလိုလေးဆိုရင်လည်းဖြစ်ပါတယ်ဆိုတော့ကျတော့ requirement က2025နှစ်ဦးမှာနှစ်တရဲ့နှစ်ဦးမှာအခုဆိုရင်ဒီနှစ်ဆိုလဲနှစ်တရဲ့နှစ်ဦးမှာ requirement အမြင့်ဆုံးနဲ့ဒီ objective တွေကိုသူကဘာဖြစ်ချင်လဲဘာလုပ်မယ်ဆိုတော့ plan တွေဆွဲခဲ့တာအဲ့တော့ဆွဲခဲ့တဲ့ plan တွေဆွဲခဲ့တဲ့စည်ရင်းတွေကိုအယိုးသားဆုံးဝန်ခံပြီးတော့ပြန်ကြည့်ပြီးခဲ့တဲ့နှစ်တည်းကဆွဲခဲ့တဲ့စည်ရင်းတွေထဲမှာကိုဒီဘယ်နှခုလောက်ကိုအောင်မြင်ခဲ့လဲအဲ့ list လေးကိုပြန်ပြီးတော့ check ပြန်လုပ်ကြည့်အဲ့နေရာမှာဟာလာဒီ list ကပထမတော့အရှိကြီးပဲနောက်တော့ list လေးကတေးသွားတာနောက်ဆုံးမှာ list ကဘာမှတော့မရေးနိုင်တော့ဘူးဆိုတဲ့နေရာလေးလဲရောက်နိုင်တယ်ဒါအယိုးသားဆုံးတွက်ကြည့်မှအဲ့နေရာလေးရောက်တာတော့ဟုတ်လားအဲ့ဒါဘာကြောင့်လဲသိလားအဲ့တော့အဲ့နေရာလေးမှာပြောရမယ်ဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့တို့တွေက intention နဲ့ action နဲ့ကိုတို့တွေကမကွဲဘူးအဲ့တော့ intention ဆိုတာကိုဖြစ်ချင်တဲ့စန္ဒဒါလေးကိုလုပ်မယ်ပေါ့ဒါ intention လေးရှိတယ်ဒါပေမဲ့ action ကပါမလားအဲ့ဒါတကယ်ထောင်ချောက်ကြီးပဲအဲ့ကိုဆွဲသမျှ list ဒီကိုဖြစ်ချင်တဲ့စန္ဒတွေကမအောင်မြင်ဘူးဆိုတာဘာလဲဆိုတော့ဒီ intention နဲ့ action တွေကမကွဲဘူးအဲ့တော့ intention ဆိုတာဖြစ်ချင်တဲ့စန္ဒသာဖြစ်တာ action ကတကယ်ကိုလှုပ်ဆောင်ဆိုလိုတာကဒီနှစ်ခုရောနှောမှုอ่ะဆိုလို့ရှိရင်တို့တွေအတွက်ကထောင်ချောက်ပဲအဲ့နှစ်ခုရောသွားရင်တို့တွေကထောင်ချောက်ပဲအဲ့တော့ခါလီကြောက်လို့ရှိရင်တို့တွေကဘယ်လိုလဲဆိုတော့ခါကျတော့တို့ကခုနကတော့ပြောခဲ့သလိုတို့ကဒီ short term dopamine လေးတို့ကလိုချင်တာလေနော်လိုချင်တဲ့ခါကျတော့စူးစမ်းအားထုတ်မှုတော့မလုပ်ရသေးဘူးဒီ plan တစ်ခုကိုရေးလိုက်ပြီဆိုလို့ရှိရင်အဲ့ plan ရဲ့အနောက်မှာလေဟာလာအောင်မြင်နေဆိုတဲ့ရလက်ကိုတို့ကချက်ချင်းခံစားနေရတယ်လို့မျိုးအဲ့ဒါလည်းတို့တော်များများ motivation speaker တွေတို့ကတော့ motivation speaker တော့မဟုတ်ပါဘူးဟုတ်လားဒါတော့တို့ဒီကိုနဲ့ကြာစစ်မှန်တဲ့ဆန္ဒနဲ့ကိုယ့်ရဲ့စစ်မှန်မှုကိုစစ်မှန်စွာရယူပိုင်ဆိုင်ခံစားနိုင်ဖို့အတွက်ကိုပဲအဲ့ဒီလမ်းကြောင်းကိုပဲညှင်းစေချင်ပါတယ်ဟုတ်လားအဲ့တော့အဲ့ဒီနေရာမှာတို့ကများသောအားဖြင့်တို့တွေmotivation speaker တွေပြောတဲ့စကားလုံးလေးတွေတို့ကြားဖို့မှာပါအောင်မြင်ခြင်းနဲ့ဆိုတဲ့အကြောင်းအရာလေးကိုရေးလိုက်အောင်မြင်မယ်ဆိုတဲ့စိတ်ကူးတွေကနေမှန်းလိုက်ဒီအောင်မြင်မှုဆိုတာဘာညာစသဖြင့်အဲ့တော့အဲ့ဒီနေရာမှာတို့ကဟာလားတို့တွေကဒီ intention နဲ့ action နဲ့ကတို့တွေကရောနေတယ်ဆိုတဲ့အခါမှာဒါတွေကတို့ရဲ့ထောင်ချောက်လို့ပြောခဲ့တဲ့အခါမှာတို့တွေကတစ်ခါလေကြားလို့ရှိရင်စူးစမ်းအားထုတ်မှုဆိုတာတော့မစသေးဘူးအောင်မြင်တယ်ဆိုတဲ့ရလက်ကိုခံစားနေရတယ်အဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့အုံနောက်ကတို့ရဲ့အုံနောက်ကအောင်မြင်တယ်ဆိုတဲ့ရလက်ကိုခံစားနေရတယ်အဲ့ဒီခါကျတော့အရှင်ရဲ့စစ်မှန်တဲ့ဟာလားစစ်မှန်တဲ့အရှင်ကိုကယူဖို့အတွက်ကိုသူကခက်ခဲနေဘာလို့လဲဆိုတော့အဲ့ဒီပုံမှာကိုကဘယ်လိုဖြစ်လဲဆိုတော့ကိုနဲ့ညာထားပြီးတော့ကိုရဲ့ဘယ်လိုပြောမလဲကိုရဲ့ force safety နဲ့ကိုကဒါကြီးကိုအောင်မြင်သွားပြီဆိုတဲ့နေရာကနေပြီးတော့ကိုကဆက်ပြီးတော့တွားနေတယ်လို့ဖြစ်နေအဲ့ဒီခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့အရှင်ယူဖို့ကခက်ဆိုတော့အဲ့နေရာမှာတို့ကအရန်ကြိုက်တဲ့အရာလေးရှိတယ်တို့ကိုယ်တိုင်လည်းအသုံးချနေတဲ့အရာလေးရှိတယ်အိမ်မက်ဆိုတာမက်နေုံနဲ့တော့မပြီးအိမ်မက်ဆိုတာလေလူတိုင်းကအိမ်မက်တယ်ဒီတိုင်းလဲနေရင်းနဲ့လဲတို့ရဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့ဆန္ဒတွေတို့အိမ်မက်တယ်ဟဟလားမအိမ်ဘဲနဲ့လဲတို့ကအိမ်မက်တယ်ဟဟလား
ဟုတ်လားအိမ်မက်လို့ပဲတို့ကပြောတာဟုတ်နော်ကိုကဘာဖြစ်ချင်လဲဆိုတဲ့နေရာလေးတွေကကိုတော့အဲ့တော့အိမ်မက်ဆိုတာအိမ်မက်ကမက်နေုံနဲ့မပြီးဘူးဟုတ်လားဒီအိမ်မက်ဆိုတဲ့ dream နဲ့အခုရောက်ရှိနေတဲ့ reality ရဲ့ကြားထဲမှာအိမ်မက်ဆိုတာလွန်ခဲ့တဲ့3လကနေပြီးတော့မှတ်ခဲ့တယ်ဒါမှလွန်ခဲ့တဲ့3နှစ်ကနေမှတ်ခဲ့တယ်လွန်ခဲ့တဲ့နှစ်30ကနေမှတ်ခဲ့တယ်စသဖြင့်ငါဘာဖြစ်ချင်လဲဆိုတဲ့ဆန္ဒအဲ့တော့ဒီလွန်ခဲ့တဲ့နှစ်30ကမှတ်ခဲ့တဲ့ငါဘာဖြစ်ချင်လဲဆိုတဲ့ဆန္ဒမှာဟဲ့လားယခု reality မှာဖြစ်ဖို့ဆိုတာကဒီကြားထဲမှာ effort ဆိုတာရှိရတယ်ကြိုးစားအထောက်မှုဆိုတာရှိရတယ်ဟုတ်လားအဲ့တော့ကိုနဲ့ကြားခုနကတော့ပြောခဲ့တယ်လို့ပဲတောက်ရှောင်လုံးပြောခဲ့တယ်လို့ပဲအယိုးသားဆုံးဝန်ခံကြည့်ဟုတ်လားခါလီကြလို့ရှိရင်ကိုရီးယားဘလောက်ထိကိုနဲ့ခက်ခဲတယ်ဆိုတဲ့ conversation တွေဟုတ်လားပြောပါဆိုရမယ်ဆိုတဲ့အကြောင်းအရာတွေဘယ်နဲ့ကြိမ်လောက်ကိုနောက်ဆုတ်ပြီးပြီလဲအရေးကြီးတဲ့လက်ခံဆွေးနွေးရမယ်ဆိုတဲ့အရာတွေဟုတ်လားအရေးတကြီးဖုံးနေပြောဆိုရမယ်ဆိုတဲ့အရာတွေဘယ်နဲ့ကြိမ်လောက်ကိုရှောင်ခဲ့လဲဟုတ်လားဘယ်နဲ့ကြိမ်လောက်ကိုအားထုတ်ရမယ် effort ထုတ်ရမယ်အားထုတ်ရမယ်ဆိုတဲ့အစားချက်ချင်းရမယ်ဆိုတဲ့ comfort ကိုပဲဦးစားပေးခဲ့ပြီလေဟုတ်လားတခါလေကြားလို့ရှိရင်ဒီ effort ဆိုတဲ့ကြိုးစားအားထုတ်ရမယ်ဆိုတဲ့အရာကြီးထက်ချက်ချင်းရခြင်းနဲ့ comfort ချက်ချင်းရလိုက်တယ်ဆိုတဲ့အရာလေးပုံမှာပဲဘယ်နဲ့ကြိမ်လောက်ကိုချက်ချင်းရတယ်ဆိုတဲ့ဒီ short term dopamine လေးပုံမှာပဲအလေးတာခဲ့ပြီလေပေါ့အဲ့တော့အဲ့ဒီနေရာမှာရည်တွက်လို့မရတဲ့ရှောင်းတာလေးတွေတိန်းတာလေးတွေပယ်တာလေးတွေဟလာကြိမ်ဖန်များစွာကိုနဲ့ညာတာလေးတွေမပါသေးဘူးနော်အဲ့ဒါလေးတွေမပါသေးဘူးအဲ့ဒီအခြေအနေမှာလေပို့ပြီးတော့စိုးတဲ့ဟာဘာလဲဆိုလို့ရှိရင်အကြောင်းပြချက်ရှာတာအဲ့ဒါအဆိုးဆုံးပဲ justify လုပ်တာသူများကို justify လုပ်တာမဟုတ်ဘူးကိုနဲ့ justify လုပ်တာကိုနဲ့အကြောင်းပြချက်ရှာတာစင်ကြီးစင်လက်ပေးတာကိုနဲ့ပေးတာအဲ့တော့သိကြတာပေါ့ကိုနဲ့ပေးတဲ့စင်ကြီးစင်လက်ကိုနဲ့ပေးတဲ့အကြောင်းပြချက်ဟာကိုပဲမှန်တာပေါ့မှန်တယ်လေငါပင်ပန်းနေလို့တနေကုန်မနာထားလို့ဟာလားအခုတလောနေတိုင်းနေတူဟာလားပင်ပန်းနေလို့နေတူဟာဒီထဲမှာပဲလေ့လာနေရလို့စသဖြင့်မနာထားလို့စသဖြင့်အဲ့တော့အဲ့ဒီနေရာမှာကိုပဲတရားခံကိုပဲရှေ့နေကိုပဲတရားသူကြီးဆိုတဲ့အခါကျတော့ခုံရုံးနဲ့ဆုံးဖြတ်တာဖြစ်တဲ့အခါကျတော့ကိုလိုချင်တဲ့အဖြေပဲထွက်တာပေါ့ဟုတ်တယ်မလားအဲ့တော့အဲ့နေရာမှာထွေထူးထူးပေါ့ချိန်နေကုန်လို့ခုံရုံးနေပါတော့လုံနေကြမလို့ပါဘူးအဖြေကကိုလှုပ်ချင်တယ်ကိုဖြစ်ချင်တဲ့အဖြေကထွက်နေပြီးသားပဲဟုတ်တယ်မလားအဲ့တော့အဲ့နေရာမှာခုနကတော့သူကဘာလဲဆိုတဲ့အခါကျတော့သူကprocrastination ကိုသူတွေကနောက်ဆုတ်ခြင်းပေါ့ဟာလားအနုပညာလို့ပြောတဲ့အခါမှာဒီနေရာမှာတို့ကျွမ်းကျင်တယ်နောက်တစ်ခုကဘာလဲဆိုတော့လိန်ညာခြင်းအနုပညာလေတကယ်ကိုတစ်ဖက်ကန်းခက်ကိုကျွမ်းကျင်သေးတာဟာလားဒီအနုပညာတွေတို့မှာအများကြီးရှိတယ်လေနော်ဟာလားအယိုးသားဆုံးလေးဝန်ခံကြည့်အဲ့တော့ okay ကဲတို့ကနှစ်တစ်ကိုရောက်ပြီအဲ့တော့နှစ်တစ်ဒီစိန်ခေါ်မှုတွေရှိတယ်အခွင့်အရေးတွေရှိတယ်ရွေးချယ်မှုတွေရှိတယ်ဆုံးဖြတ်နိုင်တာတွေရှိတယ်ကိုယ့်အတွက်အရေးကြီးတဲ့အချိန်ကိုရောက်ပြီအဲ့တော့ကိုဒီဟာလားစိတ်ပိုင်းဆိုင်ရာ psychologically အဆင်သင့်မဖြစ်သေးဘူးဟာလားအဆင်သင့်မဖြစ်သေးဘူးဆိုရင် okay ပြီးတော့ကိုယ့်ရဲ့ auto sabotage mechanism အဲ့တော့ကိုယ့်ရဲ့ဟာလားပုံမှန်သုံးနေကြဖြစ်စည်းမှုရန်တရားကြီးအတိုင်းကိုဆက်ပြီးတော့သုံးနေရင်အဲ့ဒါကိုဒီစိတ်သက်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်သေးဘူးဘာကြောင့်ညာကြောင့်အဆင်သင့်မဖြစ်သေးဘူးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုသုံးနေကြ auto sabotage ပေါ့ဒီ auto sabotage ကတော်တော်ခက်ခဲเนาะဒီ auto sabotage ရဲ့ mechanism အတိုင်းပဲကိုကသုံးနေတယ်ဆိုရင်ဖြည့်ဆည်းမှုရန်တရားအဟောင်းတိုင်းပဲကိုကသုံးနေသေးတယ်ဆိုရင်တူညီတဲ့ pattern တွေပဲတူညီတဲ့ပုံစံတွေပဲပြန်ရောက်လာမှာပဲအဲ့ဒီခါမှာတို့ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာကိုကတိဆောက်ရမယ်အစားအနာဂတ်ကိုဈေးစစ်နေတာနဲ့အချိန်ကုန်တယ်အဲ့တော့အနာဂတ်ကိုဈေးစစ်တဲ့အလုပ်အချိန်ကိုတွန်းပြီးတော့ဟာလားတွန်းနေတဲ့အချိန်ကိုကိုကပြန်ဆောင်ရသေးတယ်ဟုတ်တယ်လေကိုကအချိန်ကိုဒီနေ့လုံးမယ်ဆိုတဲ့ရောက်โอเคနောက်တစ်ပတ်ကျမှလုံးအဲ့တော့နောက်ရက်ကျတော့နောက်တစ်ပတ်ကျမှလုံးမယ်ဆိုတဲ့အချိန်မရောက်သေးဘူးလေနော်အဲ့နေရာကိုတော့ပြန်ဆောင်အဲ့ဒါကြီးကတဘာဝကြီးလိုမျိုးလောက်ကိုဖြစ်သွားတာတို့ရဲ့ပုံမှန်လှုပ်ဆောင်ချက်ကြီးလိုတောင်ဖြစ်နေတာတခါတလေတို့တွေရဲ့
အဲ့ဒီပုံမှာတို့တွေကအဲ့နောက်ဆုတ်လိုက်တယ်ဆိုတဲ့အရာတစ်ခုอ่ะကိုဒီမကျွမ်းကျင်တဲ့ subject တစ်ခုလည်းဖြစ်ချင်းဖြစ်နိုင်တယ်လို့ကိုဒီလည်းဒီပုံမှာဆုံးဖြတ်ချက်မချနိုင်တဲ့ဆိုတဲ့အရာတစ်ခုလည်းဖြစ်နိုင်တဲ့ကိုတွန်းလိုက်တယ်ဆိုတဲ့အရာအဲ့ကိုတွန်းလိုက်တယ်ဆိုတဲ့အရာတစ်ခုကိုနောက်ဆုတ်လိုက်တဲ့အရာတစ်ခုဟလာကိုဒါကိုချက်ချင်းမလုံနိုင်သေးဘူးဆိုတဲ့အရာတစ်ခုဟလာအချိန်ရွှေ့လိုက်တယ်ဆိုတဲ့အရာတစ်ခုရဲ့အပေါ်မှာတခါတလေကျရင်တို့တွေရှိမှာစိုးရင်ပူပန်မှုရှိတတ်တယ်အဲ့တော့တို့တွေရာဆိုလို့ရှိရင်အဲ့ဒီတို့ရဲ့တခါတလေမှာတို့တွေပေါ်မှာရှိတတ်တဲ့ဒီစိုးရင်ပူပန်မှုတွေရာဆိုလို့ရှိရင်ဟာလား reality ထက်ပို့ပြီးတော့ reality ဆိုတာတကယ်စစ်မှန်တဲ့ဆိုတာထက်ပို့ပြီးတော့ဒီစိုးရင်ပူပန်မှုတွေကပို့ပြီးတော့များနေတတ်တယ်အမှန်တော့အဲ့ဒီအချိန်ကိုရောက်လာတဲ့အခါမှာကိုစိုးရင်ပူပန်ထားသလောက်ကိုမခက်ခဲဘူးဆိုတာလေးရတို့တွေတွေ့ရဆိုလိုတာအခုလက်ရှိအမှန်တကယ်စိန်ခေါ်မှုတွေဖြစ်နေတယ်ဆိုတဲ့အပေါ်မှာအချိန်ပို့ပေးပြီးတော့သုံးသက်ချီဟဲ့လားအချိန်ပို့ပေးပြီးတော့သုံးသက်ပြီးတော့ကိုကဖြည့်ရှင်းဖို့လုပ်တာထက်အဲ့ဒီနေရာမှာကိုကအချိန်မပေးဘဲနဲ့မဖြစ်သေးတဲ့မရောက်သေးတဲ့အနာဂတ်ပေါ်မှာဖြစ်လာတော့မှာပဲဆိုတဲ့စိတ်ကူးရင်မှုတွေပေါ်မှာကိုကအချိန်ပို့ပေးတယ်လို့ဖြစ်တယ်အဲ့တော့တို့ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဖြစ်လာမဲ့အခက်အခဲတွေကိုကိုကကြိုပြီးတော့ပုံဖော်နေတယ်လို့ဖြစ်တယ်အဲ့တော့အဲ့ဒီခါမှာတော့အဲ့လိုနေရာတွေမှာဘယ်လိုဖြစ်လဲဆိုတော့ဟာလားအချိန်ကြီးမရှိတော့ဘူးပေါ့အချိန်ရှိမှမဟုတ်တော့ဘူးဒီဟာဆိုလို့နောက်သိမ့်မကြဘူးဆိုလို့ရှိရင်ခက်ခဲတဲ့ချိန်တွေကြုံလာမှာပေါ့ဟာလားဒါမှမဟုတ်လို့ရှိရင်လူတွေတချို့လူတွေကလာပြီးတော့နှောက်ယှက်နိုင်တယ်ပေါ့လုံခြုံမှုမရှိနိုင်တော့ဘူးပေါ့စသဖြင့်ပေါ့အဲ့တော့ကိုလုံးမဲ့အရာတစ်ခုရဲ့အပေါ်မှာကိုဒီဒီအရာတစ်ခုပေါ်မှာကိုဘယ်လိုမျိုးအရှင်ယူရမလဲဆိုတာထက်ဒီဟာကိုကနောက်ကိုတွန်းလိုက်ခြင်းဖြစ်ပေါ့နော်ဒီအရာပေါ်မှာစိုးရင်ပူပန်မှုတွေရှိတယ်အဲ့ဒီစိုးရင်ပူပန်မှုတွေဟာဆိုလို့ရှိရင်ဘာမဖြစ်နိုင်ဘူးညာမဖြစ်နိုင်ဘူးဘာကြောင့်ဟိုအကြောင်းဒီအကြောင်းအစသဖြင့်ဒီပြဿနာတွေနဲ့ဒီစိုးရင်ပူပန်မှုတွေကဒီပြဿနာတွေနဲ့ကြိုပြီးတော့ပုံဖော်ထားသလိုဖြစ်တယ်အဲ့တော့အချိန်ထဲမှာပဲဆုံးရှုံးရမယ့်ဆုံးရှုံးမှုတွေပုံမှာအကြောင်းပြချက်တွေဟဲ့လားအစိုးမြင်တဲ့နေရာတွေအဲ့တော့စိတ်ပြက်အားငယ်တာတွေမလုပ်နိုင်ဘူးအဲ့တော့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေကြိုတင်ကာကွယ်တယ်ဆိုတဲ့အရာတွေဒိုင်းနေဟဲ့လားကာကွယ်ရေးရန်တရားတွေနဲ့ဒီဆုံးရှုံးနာခြင်းမှုဆိုတဲ့အနောက်မှာဟဲ့လားရမယ့်နာကျင်မှုတွေကိုတော့ကာမိသွားအောင်ပေါ့ဆိုတော့ကာမိသွားအောင်ကိုလုံးမယ်ဆိုတဲ့အရာတခုအဆိုးဆုံးထိတွက်ပြီးတော့လုပ်တဲ့အရာတွေလည်းရှိဟဲ့လားခါလီကြလို့ရှိရင်အဲ့နေရာကြီးကိုအဲ့ဒီစိုးရိမ်စိတ်တရားဆိုလို့ရှိရင်တခြားတဲ့အဲ့ short term dopamine နေနဲ့အစားထိုးပြီးတော့အလုပ်တွေရှုပ်နေတယ်အောင်အဲ့ဒါကိုလုပ်ဖို့အတွက်ကိုတကယ်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဒီနေရာလေးဒီကိုအတွက်အချိန်ယူပြီးတော့လည်းလုပ်နိုင်တယ်ခက်လည်းမခက်ခဲဘူးဒါပေမဲ့အဲ့စိုးရိမ်စိတ်တရားဆိုလို့ရှိရင်ကိုဒီအဲ့နေရာကိုမသွားပြစ်အောင်အလုပ်တွေရှုပ်နေတယ်အောင်ဟိုအလုပ်တွေလုပ်နေလို့ဒီအလုပ်တွေလုပ်အလုပ်တွေကလည်းအဲ့ဒီချိန်ကြမှာပဲအများကြီးရောက်လာတာအလုပ်တွေရှုပ်နေရှုပ်နေတဲ့ခါကျဘာဖြစ်လဲဆိုတော့ short term dopamine ရတဲ့အရာလေးတွေပေါ်မှာသူကလိုက်လုပ်တာအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုကအဲ့ဒီနေရာကိုရောက်ဖို့အတွက်ကိုပြင်ဆင်နေတယ်အောင်ပေါ့ကိုနဲ့ကြတော့ပြင်ဆင်နေတယ်အောင်အမှန်တော့အဲ့လိုမဟုတ်ဘူးအဲ့နေရာလေးကလေအဲ့တော့အဲ့နေရာလေးမှာတကယ်ကိုအလုရှုပ်နေတဲ့အောင်ပြင်ဆင်နေတဲ့အောင်ကိုကသွားနေပေမဲ့လေအဲ့ပြဿနာကဘာလဲဆိုတော့ကိုပြင်ဆင်နေတဲ့ strategy တွေကိုပြင်ဆင်နေတဲ့ဒီနီး view ဟာတွေကဆိုလို့ရှိရင်ကိုကြာဆုံးဖို့အတွက်ဒီဟာကိုမအောင်မြင်ဖို့အတွက်အစီအစဉ်ဆွဲတယ်လို့ဖြစ်နေတာအဲ့တော့ဆိုလိုချင်တာတို့ရဲ့အုံနောက်ကို solution တွေရှာဖို့ထက်ပေါ့နော်အတားအဆီးတွေရှာဖို့ condition အကန့်အသတ်တွေကိုရှာဖို့အတွက်ကိုပဲတို့ကဦးစားပေးတယ်လို့ဖြစ်နေအဲ့တော့အဲ့နေရာမှာကိုနဲ့အယိုးသားဆုံးဒီအတွင်းထဲကစကားလေးကိုနားထောင်ကြည့်ဟလာတို့တစ်ချိန်လုံးဒီ topic ထဲမှာဒီနေရာလေးကိုပြောခဲ့တာအဲ့နေရာလေးကကိုယ့်ရဲ့ reasonable ဖြစ်တယ်ဆိုတဲ့နေရာလေးပေါ့ဟလာအဲ့ reasonable ဖြစ်တယ်ဆိုတဲ့နေရာလေးလူတိုင်းမှာရှိကလေးတိတိလေးတောင်ရှိတယ် reasonable ဖြစ်တယ်ဆိုတဲ့နေရာလေးမှာအဲ့တော့ကိုယ့်ရဲ့အတွင်းထဲကတကယ်ကို reasonable ဖြစ်တယ်ဆိုတဲ့နေရာလေးရဲ့စကားတန်လေးကိုနားထောင်ကြည့်အဝေးမသွားနဲ့ဟလာအခုတလောပြောနေတဲ့အခုတလော
ပြောနေတာတွေထဲမှာပေါ့နော်ကိုနဲ့ကြာပြောနေတဲ့အခါမှာမစူးစမ်းကြည့်ပဲနဲ့ခတ်လိုက်တာဘယ်နှကြိမ်လောက်ပြောပြီးပြီလဲဖြစ်နိုင်ခြေရှိတဲ့ possibility တွေကိုမရှာသေးပဲနဲ့ဟာလားတခါလေကျရင်ကိုရီးယားစစ်ကူးလေးနဲ့လက်လျှော့လိုက်တော့ပါပြီမလုပ်တော့ဒီလောက်ခက်ခဲတယ်ဆိုတဲ့အရာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေကိုကာကွယ်ပြီးတော့ကိုကအကာကွယ်ထဲမှာပေါ့ကိုကဟာလားဒါတွေကအကာကွယ်ထားတယ်ဒါတွေကငါနဲ့လုံချုံတယ်လို့ထင်မိမယ်အဲ့ကာကွယ်တယ်ဆိုတဲ့အကာကွယ်တွေထဲမှာပဲကိုယ်တိုင် handicap ဖြစ်ပိတ်ပြီးဘယ်နဲ့ကြိမ်လောက်ရှိပြီးသွားပြီလဲဟာလားအဲ့တော့ကိုရဲ့အရှင်တွေကကိုနာကျင်မှာဆုံးရှုံးမှာကြောက်ပြီးတော့ကိုကအဘန်းတန်လုပ်ခဲ့တာနာကျင်မှာဆုံးရှုံးမှာဒါတွေမရနိုင်ဘူးဆိုတဲ့နေရာလေးတော့ကိုစိုးရင်ပြီးတော့ကြောက်ပြီးတော့ကိုလုံနိုင်တဲ့ကိုရဲ့ capacity တွေကိုဟာလားကိုရဲ့ potential တွေကိုအသုံးမချဘဲနဲ့ကိုလုံနိုင်တဲ့အရာတွေကိုဘာကြောင့်မှညာကြောင့်မှဆိုတဲ့အကြောင်းပြချက်တွေနဲ့ဘယ်နဲ့ကြိမ်လောက်အဘန်းတန်လုပ်ခဲ့ပြီလဲအဲ့တော့တခါလေကိုချထားတဲ့ strategy တွေကိုချထားတဲ့ view ဟာတွေရဲ့အနောက်မှာကိုရဲ့ပေးဆက်လိုက်ရတဲ့ဆုံးရှုံးမှုဟာအရင်ကိုကြီးလွန်အကြီးအောင်မြင်မှုတွေပေးဆက်လိုက်ရတာအရေးကြီးတဲ့အခွင့်အရေးတွေဆုံးရှုံးသွားတာကိုနဲ့ငါမလုံနိုင်ပါဘူးဆိုပြီးတော့အဲ့ဒီငါမလုံနိုင်တဲ့ငါကိုပဲကိုကထပ်ပြီးတော့အားဖြည့်တယ်လို့ဖြစ်နေတာကိုရဲ့ strategy တွေကကိုအိမ်မလုံနိုင်တဲ့ငါကိုပဲထပ်ပြီးတော့နေမလုံနိုင်ပါဘူးဆိုတာကိုတက်တည်ပြတယ်လို့ဖြစ်နေတာဘာလို့ဆိုကိုတိဆောက်ထားတဲ့ strategy တွေပဲဒီ strategy တွေကကိုရဲ့ဟာလားမလုံနိုင်ပါဘူးဆိုတဲ့အခြေအနေတွေပဲဆက်ပြီး reinforce လုပ်နေတာဟာလားကိုပြည့်စုံနေဆိုတဲ့ဟာလားအနေထားတစ်ခုပေါ့ဒါတွေမလုပ်ဘူးဆိုရင်ငါဒါတွေလုပ်တယ်ဆိုတဲ့နေရာလေးကနေပြီးတော့ငါအတွက်ပြည့်စုံပြီး perfect ဖြစ်ပြီဆိုတဲ့နေရာလေးကိုဖန်တီးပြီးတော့အဲ့နေရာလေးမှာပဲနေတာကိုလုံမယ်ဆိုတဲ့အရာကိုလုံနိုင်ပါလေလို့ပြောပြီးတော့မလုံနိုင်တဲ့လူလိုမျိုးကိုဖြစ်သွားတယ်ဆိုလိုတာကို create လုပ်ထားတဲ့ကိုပဲကိုပြန်ရှာရတယ်လို့ဖြစ်နေတာကို create လုပ်ထားတဲ့ကိုပဲကိုပြန်ရှာရတယ်လို့ဖြစ်နေတာကိုရဲ့စစ်မှန်မှုဆိုတာကိုတော့မှကိုယ်တိုင်မသိတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ခါကျတော့ကိုယုံကြည်မှုလည်းမရှိတော့တန်တရားတွေဖြစ်လာတာအဲ့ဒီခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့ကို confuse ဖြစ်လာတိကျလားငါတာတော့လုံနိုင်တာတိကျလားကိုနဲ့တော့ပြန်ပြီးမိကုန်းတွေထောက်ကြတာဘာလို့ဆိုကိုလုံတဲ့အလုပ်တွေပေါ်မှာကိုကမယုံကြည်တော့ကိုမယုံကြည်တော့အဲ့ဒါအကြောက်ဆုံးပဲအဲ့ဒါကြီးကကြောက်စရာအကောင်းဆုံးပဲဟာလားကိုကအဲ့ဒီမှာကိုရဲ့အဲ့ဒီ confusion တွေကြားမှာကိုအဘန်းနဲ့လုပ်ခဲ့တယ်ဆိုတဲ့အရာတွေကိုတိဆောက်ထားတဲ့ကိုရဲ့ဒီဝန်ကဘာကြီးထဲမှာကိုယ်တိုင်ပြောက်အဲ့တော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကိုကအဲ့ဒီရှုပ်ထွေးနေတဲ့ရှုပ်ထွေးတွေကြားထဲမှာကိုပတ်ပြီးတော့ကိုညာတာလိန်တာဖောက်ပြန်တာအဲ့ဒါဖောက်ပြန်တာသူများကိုဖောက်ပြန်တာမဟုတ်ကိုနဲ့ကြာဖောက်ပြန်တာအဲ့တော့အဲ့ဖောက်ပြန်မှုတွေညားလာတဲ့အခါမှာကိုမယုံတော့ဘူးအဲ့ဒါကတော့တကယ်အတိတ်က challenge ပဲအဲ့တော့ဒီနှစ်တည်းရဲ့အဓိက challenge ပဲအဲ့တော့ကိုယုံကြည်မှုပြက်ပြားသွားတယ်ဆိုတာကြီးอ่ะဆိုလို့ရှိရင်ကျမတို့ဘဝကြီးလူဖြစ်တဲ့ဘဝကြီးဒီလူတက်တန်းမှာအဆိုးဆုံးဆုံးရှုံးမှုကြီးပဲအဲ့နေရာကိုယ့်ရဲ့ objective အသစ်တွေကိုယ့်ရဲ့ motivation တွေဘာလုပ်မယ်ညာလုပ်မယ်ဆိုတာတွေဆိုတဲ့ motivation တွေဆိုတာထက်ပေါ့နော် objective အသစ်တွေ motivation တွေဆိုတာထက်အဲ့နေရာကြီးอ่ะဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဖိစီးမှုပေါက်ဖွားရနေရာကြီးဖြစ်လာအဲ့တော့ challenge တွေဆိုလို့ရှိရင်စိတ်လို့ဆရာကောင်းတယ် challenge တွေ creativity ဆိုတာလည်းမရှိတော့အဲ့ challenge တွေကိုလည်းကိုကစိတ်လို့ဆရာကောင်းတယ်ဆိုတော့ enjoy ဖြစ်စရာပျော်စရာကောင်းတယ်စူးစမ်းလေ့လာရတယ်ဆိုတဲ့နေရာတွေထက်ကြောက်လာတယ်အဲ့ဒါကြောက်လာတယ်အဓိကကြောက်တာဘာလဲဆိုတော့ကိုယုံကြည်မှုမရှိတော့ဘူးဆိုတဲ့အနောက်မှာအဓိကကြောက်လာတာဘာလဲဆိုတော့ကိုနဲ့စိတ်ပြက်ရမှာကိုကြောက်လာတာဂရိတွေပေးပြီးတော့အဲ့ဂရိတွေကိုကိုနဲ့ပြန်ပြီးတော့ဖောက်ဖျက်ခညားလာတဲ့အခါကျတော့ကိုကဘာဖြစ်သွားလဲဆိုတော့ကိုနဲ့ကြာစိတ်ပြက်ရမှာကြောက်လာတာသူများတွေကိုစိတ်ပြက်တယ်ဆိုတာတဲ့ကိုနဲ့ကြာစိတ်ပြက်ရမှာကြောက်လာတာအဲ့ဒီကြောက်ရွံ့ခြင်းကိုဟာလားအဲ့ဒီကြောက်ရွံ့ခြင်း
အဲ့ဒီခုနကတောက်ရှောင်းလုံးပြောခဲ့တဲ့နောက်ဆုတ်ခြင်းအမှုပညာ procrastination ကိုတို့ကဒီကြောက်ရွံ့နေဆိုတာဒီဟဲ့လားဒီ procrastination နောက်ဆုတ်ဖို့ဆိုတာနေရာကနေပြီးတော့တို့တွေကနောက်ဆုတ်လာအဲကြောက်ရွံ့နေဆိုတဲ့နေရာကနေဒီ procrastination ကိုပို့ပြီးတော့ reinforce ဖြစ်လာအဲ့တော့ကိုယ်နဲ့မယုံကြည်နိုင်တော့တဲ့အခါမှာကိုယ်နဲ့ဖြစ်လာတဲ့တန်တရားရဲ့အနောက်မှာ risk ဆိုတဲ့စွန့်စားနိုင်နေဆိုတဲ့ risk ကိုလည်းကိုယ်မယူနိုင်တော့မဆုံးဖြတ်နိုင်တော့ risk ကိုယူဖို့အတွက်ဆုံးဖြတ်ချက်ကလည်းမရှိတော့အဲ့ခါမှာဘယ်လိုဖြစ်သွားဆိုတော့အဲ့မသေးချာမရေရဘူးဆိုတဲ့ဒီ uncertainty ဆိုတဲ့အရာကြီးအဲ့နေရာကြီးမှာကိုယ်ဖြစ်လာတဲ့ခါကျတော့ဒီ uncertainty ဆိုတဲ့နေရာကြီးကိုမသေးချာမရေရဘူးပေါ့ဆိုတဲ့နေရာကြီးอ่ะဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကြီးလို့တော့ထင်လားမသေးချာမရေရဘူးဆိုတဲ့နေရာလေးမှာအဲ့တော့ဆိုလို့ချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ life ကိုဟလာတစ်နှစ်ဆိုတဲ့ project ဆွဲရမှာနှစ်နှစ်ဆိုတဲ့ project ဆွဲရမှာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်6လဆိုတဲ့ project ဆွဲရမှာ3လဆိုတဲ့ project ဆွဲရမှာတဲ့တစ်နေ့နဲ့ပဲရှင်သန်တယ်လို့လေးဖြစ်လာဟလာဘာဖြစ်လို့လဲဆိုတော့ကိုကအိမ်မသေးကြဆိုတဲ့အရာကြီးမှာဒီစူးစမ်းအထောက်เสียမလို့ဘူးပေါ့ effort ထုတ်เสียမလို့ဘူးဆိုတဲ့နေရာလေးကိုပဲကိုက comfort လို့ဖြစ်လာတာအမှန်တော့အဲ့နေရာကြီးက comfort မဟုတ်ဘူးကိုမယုံဘူးမသိကြဘူးကိုဘဝကြီးကိုကိုဒီဟာလားအချိန် plan ဆွဲပြီးဘယ်လို့ရှိတယ်ဆိုတဲ့နေရာတွေကိုကဒီ plan တွေ project မလုပ်နိုင်မင်းနဲ့နေ့တစ်နေ့နဲ့ပဲရှင်းတန်းနေဆိုတဲ့နေရာလေးမှာကိုကဒီ uncertainty ဖြစ်တယ်မသေးကြမရေရဘူးဆိုတဲ့အရာကြီးဒီ effort ထုတ်เสียမလို့အေးဆေးပဲဆိုတဲ့နေတဲ့နေရာကြီးอ่ะကိုက comfort ဖြစ်လာကိုအတွက်တက်တောင့်တက်တာဖြစ်တယ်ဆိုတဲ့နေရာလေးဖြစ်လာအမှန်တော့အဲ့ဒါကြီးက comfort ဟုတ်မနေဘူးအဲ့ဒါကြီးက comfort ဟုတ်မနေဘူးအဲ့မသေးကြမနေရဘူးဆိုတဲ့နေရာကြီးမှာနေရတာကိုရှိမှာ anxiety တွေဖြစ်တယ်အဲ့ဒါအခုဒါကိုပြောတာကိုနားထောင်နေတဲ့သူတွေတောင်မှဒါလေဘင်းထဲမှာတက်တောင့်တက်တာဖြစ်တို့ကိုယ်တိုင်ပြောနေတဲ့သူကဒီမသေးကြမနေရဘူးဆိုတဲ့အရာကြီးတွေဝင်ကြည့်လိုက်ရင်ကိုပဲဒီထဲမှာနေရတာကြီးတက်တောင့်တက်တာမရှိမွန်ချက်တယ်ဟုတ်လားအဲ့တော့စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာကိုရဖို့အတွက်တကယ်ကိုစစ်မှန်တဲ့ပြောင်းလဲမှုတိုင်းအတွက်လိုအပ်တဲ့အရာအဲ့တော့စစ်မှန်တဲ့ပြောင်းလဲမှုအတိုင်းအတွက်လိုအပ်တဲ့အရာဟုတ်လားအဲ့လိုအပ်တဲ့အရာဘာလဲဆိုလို့ရှိရင်ယာယီပေါ့ရေတို့ပြောင်းလဲတယ်ဆိုတဲ့အရာတွေပေါ်မှာမตายရဖို့ပဲအဲ့တော့ရေတို့ဖြည့်ရှင်းရတယ်ဆိုတဲ့အရာတွေပေါ်မှာမตายရဘူးအဲ့ဒီရေတို့ရနေတဲ့ဒိုပါမင်လေးတွေနဲ့မတင်းတိမ်ဘူးဟုတ်လားအဲ့တော့ရေတို့ရနေတဲ့ဒိုပါမင်လေးတွေနဲ့တင်းတိမ်သမျှကာလပတ်လုံးရေတို့လှုပ်တဲ့အလုပ်တွေပေါ်မှာตายရတဲ့သမျှကာလပတ်လုံးဟုတ်လားစစ်မှန်တဲ့ကိုနဲ့ဝေးနေဦးမှာပဲဟုတ်လားကိုနဲ့ကို project ဝေးမချနိုင်ဘူးဒီနေ့နဲ့မနေ့ပြန်ဆိုတဲ့နေ့လိုက်ပဲဖြတ်တန်းနေရတယ်။ဘာလို့ကိုမယုံကြည်တော့အဲ့နေ့လိုက်ကနေပြီးတော့မနေ့ခင်းလေးနေခင်းလေးညနေခင်းလေးဆိုတဲ့ကန့်သက်ချက်ကလေးတွေဖြည်းချင်းဖြစ်လာတဲ့အခါမှာဘဝကြီးဟာလားလွတ်လပ်ပျော်ပျော်ရွှင်နေရတယ်ဆိုတာတဲ့ကန့်သက်မှုတွေဖြစ်လာအခုတိဆောက်ထားတဲ့ဝန်ကဘာထဲမှာကိုယ်တိုင်တဖြည်းနဲ့ပိတ်မိသွားတယ်။အဲ့နေရာကြီးဆိုလို့ရှိရင်ဒါကြီးဘဝကြီးဆိုတာရှင်သန်မှုဖြစ်လာတယ်ဆိုတဲ့နေရာကြီးတွေမှာကိုနေရတဲ့ရှင်သန်နေရတယ်ဆိုတဲ့အရာလေးဆိုလို့ရှိရင်တော်တော်ယူနှမျောဖို့ကောင်းအဲ့တော့တို့တွေကအခုလိုမျိုးပေါ့အပြောင်းလဲများတဲ့ကာလမှာဟာလားပြောင်းလဲလာတယ်ဆိုတဲ့အရာကိုတို့တွေကဟန်တယ်မလုပ်နိုင်နဲ့ဆိုတဲ့အခါမှာဘာလို့ရမှန်းမသိဘူးဆိုတဲ့အခါမှာလမ်းပြောင်းနေကြတယ်ဆိုတဲ့အခါမှာတို့တွေဒီရေဒိုတာယာမှုအပေါ်မှာပဲတို့တွေကအချိန်ကုန်ခံကြတယ်ရေဒိုရတဲ့ဒိုပါမင်လေးတွေပေါ်မှာပဲတို့တွေကတင်းတိမ်နေုံလေးနဲ့ပဲရောင်ရဲနေကြဟာလားအဲ့ဒီရေဒိုကာလပေါ်မှာတင်းတိမ်နေသမျှကာလပတ်လုံးကိုယ့်ရဲ့စစ်မှန်မှုနဲ့ကိုဝေးနေအောင်ပါပဲအဲ့တော့ရေဒိုတာယာမှုတိုင်းဟာဆိုလို့ရှိရင်ကိုယ့်ကို
ထက်ခါတလဲလဲယုံရတယ်ဆိုတဲ့နေရာကိုရောက်တယ် energy တွေပို့ပြီးတော့တုံးရတယ် effort မတုံးကျင်လို့ရေတိုပေါ်မှာတာယာလိုက်ပြင်မယ်အဲ့ဒီပေါ်မှာတုံးရတဲ့ effort ဟာလားတကယ်ကိုရေရှည်အတွက်တိဆောက်ရတဲ့ effort တွေပို့ပြီးတော့ပင်ပန်းတယ်အဲ့တော့တို့ရဲ့ nervous system ကြီးလေတို့ရဲ့အာယုံကြောစနစ်ကြီးอ่ะတို့တိုင်းအကုန်တို့တိုင်းမှာရှိတို့တွေအားလုံးမှာရှိတယ်တို့ရဲ့အာယုံကြောစနစ်ကြီးอ่ะဆိုလို့ရှိရင်ချက်ချင်းရတဲ့ comfort ကိုပဲနှစ်သက်တာအဲ့တော့တီးခံနိုင်တယ်ဆိုတော့ဇွဲလုံးလားနဲ့ရေရှည်ခံနိုင်ရစွမ်းအားဆိုတဲ့နေရာကိုအဲ့တို့ရဲ့ nervous system ကြီးอ่ะတီးမခံနိုင်လက်မခံနိုင်တို့ရဲ့ဒီအာယုံကြောစနစ်ကြီးอ่ะချက်ချင်းရတဲ့ comfort ဒီရီတို့ချက်ချင်းရတဲ့ဒိုပါမင်လေးတွေကိုပဲသူကလိုချင်တာအဲ့တော့အဲ့ဒီအခြေအနေမှာတို့ရဲ့ဟာလားအဲ့ဒီချက်ချင်းရတဲ့ဒိုပါမင်လေးတွေပေါ်မှာတို့ကတာရတယ်ဆိုတဲ့အခါမှာတို့ကဘလို့ဖြစ်လာလဲဆိုတော့အခါကျတော့တို့တွေရဲ့ဘဝအချိုးကွေလေးတွေကြုံရတို့ဘဝကြီးတန်တိုင်းတို့ပန်းခင်းလမ်းမှာပဲနေရတာမဟုတ်ဘူးဟာလားတို့ဘဝမှာအချိုးကွေလေးတွေရှိအချိုးကွေလေးတွေရင်ဆိုင်ရတဲ့အခါမှာတို့တွေကဘလို့ဖြစ်လာလဲရေတို့တွေမှာပဲတာရတဲ့အတွက်ကြောင့်တို့တွေက emotionally အရာတို့ကလက်ခံနိုင်မှုအားဟာလားဒီ emotionally အရာစိတ်ရှည်တင်းကြီးခံနိုင်မှုအားနဲတဲ့နဲလားအဲ့တော့စိတ်ရှည်တင်းကြီးခံနိုင်မှုအားနဲလာတယ်ဆိုတဲ့အရာလေးอ่ะဆိုလို့ရှိရင်တို့အဲ့ဒီ procrastination ဆိုတဲ့အချိန်ဆွဲခြင်းအမှုပညာရဲ့အကောင်းဆုံးအကြောင်းပြချက်အခြေအနေတွေကောင်းမှလုပ်မယ်ရာသီဥတုကောင်းမှလုပ်မယ်ကျယ်ရီလာတွေစုံမှလုပ်မယ်ပတ်စံရှိမှလုပ်မယ်အထောက်ပံ့ရှိမှလုပ်မယ် motivation ရှိမှလုပ်မယ်စသဖြင့်အဲ့တော့လွယ်ကူကူရတယ်ဆိုတဲ့ဘဝကြီးကိုပဲစောင့်ကျင်တော့လွယ်ကူကူရမယ်အချိန်ကိုပဲသူကစောင့်ကျင်တော့ပြဿနာလေအားလုံးသိကြတဲ့အတိုင်းပဲဒီထဲမှာဒီຢာလေးကိုနားထောင်နေကြတဲ့သူတွေအားလုံးသိခဲ့တဲ့အတိုင်းပဲတို့တွေရဲ့ဘဝကြီးဆိုတာဘဝကြီးဆိုတဲ့သဘောတရားကြီးကလွယ်ကူမနေဟဲ့လားလွယ်ကူတယ်ဆိုတာဘယ်တော့မှလည်းမရှိခဲ့ဒါပေမဲ့ကွဲပြားခြားနားသွားတာတော့ရှိတယ်တော့ဘဝကြီးဆိုတာတော့စိန်ခေါ်မှုတွေ challenge တွေဒီ challenge တွေကပုံစံပြောင်းသွားတာပဲရှိတယ်ဘယ်တော့မှပျောက်ပြတ်မသွားဘူး challenge တွေကအများတန်းရှိနေတာပုံစံပြောင်းသွားတာပဲရှိတယ်ဟုတ်လားဒီတော့ဒီနှစ်တစ်ဆိုတဲ့နှစ်တစ်မှာနှစ်တစ်တစ်ခုမှာဟုတ်လားနှစ်တစ်နှစ်မှာနှစ်တစ်ဆိုတဲ့နှစ်တစ်နှစ်မှာ selective တွေမလုပ်ကြပါနဲ့ကိုဖြစ်ချင်တာကိုပဲရွေးချယ်ပြီးတော့ comfort ထဲမှာပဲနေမယ်ဆိုရင်ဟုတ်လားနှစ်တစ်ဆိုတဲ့နှစ်တစ်နှစ်မှာ selective လုပ်ပြီးတော့ကိုရွေးချယ်ပြီးကိုဖြစ်ချင်တဲ့အရာလေးတွေပဲရွေးချယ်ပြီးလုပ်မယ်ဆိုတဲ့ comfort ထဲမှာပဲနေမယ်ဆိုရင်ရှုပ်ထွေးမှုတွေတာဝန်တွေဟလာမထင်မှတ်တဲ့ဖြစ်ရက်တွေဟာဆိုလို့ရှိရင်အဲ့တော့ဒီစိန်ခေါ်မှုများတဲ့ဘဝကြီးမှာတို့တွေကရင်ဆိုင်နေရတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမထင်မှတ်တဲ့ဖြစ်ရက်တွေဟလာရှုပ်ထွေးမှုတွေတာဝန်တွေရုပ်တရက်ရောက်လာတဲ့တာဝန်တွေကိုကရင်ဆိုင်ရမှာပဲအဲ့တော့မတေးချာမရေရာဘူးဆိုတဲ့အခြေအနေပေမဲ့ဟလာမတေးချာမရေရာဘူးဆိုတဲ့အခြေအနေတွေရောက်နေပေမဲ့တက်တောင်မရှိဘူးဆိုတဲ့အခြေအနေမှာရှိနေပေမဲ့ဟာလားအခုရောက်ရှိနေတဲ့အခြေအနေကြီးကကိုယ့်အတွက်ကြောက်စရာကောင်းတယ်ဆိုပေမဲ့ဟာလားယုံထွက်နိုင်တဲ့ဒီအခြေအနေကြီးကနေယုံထွက်နိုင်တယ်ဆိုတဲ့ capacity ကြီးကလည်းရှိမနေဘူးဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုထပ်ပြီးတော့ကိုကတွန်းနေအောင်ပါပဲအဲ့တော့ဆိုလိုချင်တာ2024ကဇစ်စစ်ခဲလို့2025မှာအကောင့်ထဲဖော်ရင်ကောင်းမလားလို့စဉ်းစားနေတဲ့အရာတွေက2025မှာဈေးစစ်ခဲ့တယ်လို့2026ကလည်းဈေးစစ်တဲ့နေရာကြီးဖြစ်ပြီးတော့2029တည်တဲ့ဈေးစစ်နေရအောင်ပါပဲ2028 2029ဆိုတဲ့အချိန်လေးကလည်းထပ်ပြီးတော့ဈေးစစ်နေရအောင်ပါပဲဟုတ်လားအဲ့တော့ကိုဖြတ်တန်းနေတဲ့ဘဝကြီးမှာကိုနဲ့ကြားပေါ့ဟုတ်လားဒီကြောင်းတွေကိုရှာရင်းနဲ့စင်ကြီးစင်လက်တွေကိုပေးရင်းနဲ့ဟလာအချိန်နဲ့ဈေးစစ်နေရင်းနဲ့အချိန်နေတာကုန်သွားတယ်ဘဝကြီးကိုဖျက်တမ်းလိုက်ရတယ်ဆိုတာသာရှိတာဘ
ဘဝကြီးကိုရှင်သန်နေထိုင်ရတယ်ဆိုတဲ့ခံစားချက်မရလိုက်အဲ့တော့အဲ့ဒီဘဝကြီးကိုငါရှင်သန်နေထိုင်နေဆိုတဲ့ခံစားချက်မရဘူးဆိုတာကိုတချို့ကလေစပြီးသိတာအသက်40လောက်မှစပြီးသိတာတချို့ကြတော့လေအသက်50လောက်မှစပြီးသိတယ်တချို့ကြတော့လေအသက်60လောက်မှသိတယ်တချို့ကြတော့လေတော်တော်ကိုစိတ်မကောင်းစရာပဲသိတော့မသိလိုက်ဖ ೇನೆ ဘဝကြီးကိုဒီလိုပဲဖြတ်တန်းသွားကြတာဟဲ့လားအဲ့တော့ရှင်သန်ရက်တည်နေထိုင်သွားတယ်ဆိုတဲ့ဘဝကြီးဟာဖြတ်တန်းတာနဲ့ရှင်သန်ရက်တည်နေထိုင်သွားတယ်ဆိုတဲ့ကွဲပြားခြားတဲ့ချက်ကိုကိုအဲ့ဒီ go ကိုပဲဥတီပြီးသွားနေကြပြီးတော့ဝေးကို enjoy မလုပ်နိုင်ကြဘူးအဲ့တော့ဝေးကို enjoy လုပ်ရကောင်းမှလည်းနားမလဲကြဘူးအဲ့ဒီခါကျတော့တို့ကတစ်နှစ်နဲ့တစ်နှစ်ကိုဖြတ်တန်းနေတာထက်ရှင်သန်နေရတယ်ဆိုတဲ့အတိကိုဟာလားနောက်မကြချင်းဈေးမစစ်နဲ့အနာဂတ်ကိုဈေးမစစ်နဲ့ဒီပြစ္ဆုတ်ပံမှာပဲတိဆောက်ဖို့ကြိုးစားတဲ့နဲ့ဟာလားအဲ့တော့ဒီနေရာမှာအယူဆမှားတွေရှိတယ်အဲ့တော့အယူဆမှားလေးတွေပြောကြည့်မယ်အယူဆမှားလေးတွေကဆိုလို့ရှိရင်ပြောင်းလဲမှုဆိုတာအပြင်ကလာတယ်ဆိုတဲ့ခံယူချက်နဲ့ကိုယ်ကဘသူကပြောင်းလဲပေးမလို့ပဲပြောင်းလဲပေးမလဲပေါ့ဒီတင်တန်းကပြောင်းလဲပေးတယ်ဒီဆရာကပြောင်းလဲပေးတယ်ဘာကပြောင်းလဲပေးတယ်စသဖြင့်ပေါ့အဝိစားကပြောင်းလဲပေးတယ်အသုံးဆောင်ကပြောင်းလဲပေးတယ်ပြင်ပကပြောင်းလဲမှုတွေပေါ်မှာပဲမตายရနဲ့ဟလာပြောင်းလဲမှုဆိုတာကထက်ခါကိုလှုပ်တဲ့အလုပ်တစ်ခုပေါ်မှာထက်ခါလှုပ်တဲ့အရှင်ပေါ်မှာပြောင်းလဲမှုဆိုတာဖြစ်လာတာဟလာအဲ့ဒီနေရာမှာကိုယ့်ရဲ့ resistance ကိုယ်မှာရှိတဲ့ resistance အယိုးသားဆုံးဝန်ခံကြည့်ရိုးသားမှုဆိုတာထပ်ပြီးတော့ပြောကြည့်မယ်ရိုးသားမှုဆိုတာတဘာဝကြီးကနေပြီးတော့ရတဲ့လက်ဆောင်တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်အဲ့တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ပါလေတို့တွေကတန်ဖိုးမထားတတ်ဘူးဘာဖြစ်လို့လဲဆိုတော့အလကားရလို့ဟဲ့လားအဲ့တော့ဒီရိုးသားမှုတွေကိုရှိမှာရိုးသားတဲ့ရိုးသားမှုတွေနဲ့ကိုယ်တိုင်ရှာကြည့်ငါရဲ့ resistance တွေကိုဘာလဲဆိုတော့အဲ့ resistance တွေကိုထိတ်တိုက်ရင်ဆိုင်ကြည့်ဟဲ့လားကိုယ့်ရဲ့ခုနကတော့ပြောခဲ့သလိုထက်ခါလုံနေတဲ့အရှင်လေးတွေကနေမှာတဆင့်အလေးကျင့်အစ်စ်ကလေးတွေကမှာတဆင့်ကိုကတဖြည်းဖြည်းနဲ့တိဆောက်လာနိုင်တယ်ဆိုလိုချင်တာတိဆောက်တယ်ဆိုတဲ့အခါမှာလေဝုံတိုင်းနဲ့နေချင်းညချင်းတိဆောက်တာမဟုတ်ဘဲနဲ့တဆင့်ချင်းတလန်းချင်းဟာလားအဲ့ဒီနေရာလေးတွေကတိဆောက်တဲ့ဒီနေရာမှာလဲတို့တွေကအဲ့ဒီနေရာမှာထောင်ချောက်ရှိသေးတယ်အဲ့တော့တိဆောက်တယ်ဆိုတဲ့အခါမှာလေတို့ကထောင်ချောက်ရှိသေးတယ်အဲ့ဒီထောင်ချောက်ကဘာလဲချက်ချင်းဖြစ်ချင်တာဟာချက်ချင်းအဖြေထွက်ချင်တာချက်ချင်းပဲကွဲပြားခြားနားမှုကိုလိုချင်တာအဲ့တော့ကိုစတယ်ဆိုတဲ့နေရာမှာစဖို့ပဲလိုအပ်တာဖြစ်ပြီးကွဲခြားခြားနားမှုဆိုတာမလိုအပ်ဘူးကွဲခြားဟဲ့လားကွဲပြားခြားနားမှုဆိုတာတဖြည်းဖြည်းနဲ့ဖြစ်လာတာဟဲ့လားအဲ့တော့ကျတို့ကဒီနေရာမှာတခါတလေကြားလို့ရှိရင်နောက်ထပ်မှားတဲ့အမှားယွင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါလေးကဘာလဲဆိုတော့ motivation မရှိလို့မလုပ်ဘူးဟာအဲ့ဒါကြီးက subject ကြီးအကြီးပဲနော်တို့ခစ်လူငယ်တွေပြောကြတို့ motivation မရှိလို့မလုပ်ဘူး motivation မရှိလို့မလုပ်ဘူးအဲ့တော့တို့ကအဲ့နေရာမှာတော့အရှိနဲ့နောက်နဲ့မှားနေတယ်အဲ့ဒါလေးကဘာလဲဆိုလို့ရှိရင်ဟဲ့လားတို့စောင့်နေတဲ့ motivation ရလာဖို့စောင့်နေတယ်ဆိုတဲ့အခါအဲ့ဒါ motivation မရှိဘူးအဲ့တော့အဲ့ခါမှာ action ယူဖို့ motivation မရှိဘူးတို့ကပြောတယ်အဲ့နေရာမှာတို့ကနည်းနည်းလေးရှိနေနောက်နဲ့လွဲနေတယ်အဲ့ဒါဘာလဲဆိုတော့ဟဲ့လား action ယူဖို့ဆိုတာ motivation အရင်ရှိရတာမဟုတ်ဘူး action ယူရင်းနဲ့မှ motivation ဆိုတာဖြစ်လာတာအဲ့နေရာလေးလွဲနေတဲ့ဟာလေးနော်အဲ့လွဲနေတဲ့ဟာလေးကိုသတိထားဖို့ဟာလား motivation ရှိတော့မှ action ယူပြတာမဟုတ်ဘူး action ယူရင်းနဲ့မှ motivation ဆိုတာဖြစ်လာတာဟာလားကိုယူခဲ့တဲ့ action ဟာဟာလားဒီ action ရဲ့အနောက်မှာမှကိုယ့်ရဲ့ motivation လေးဆိုတာဖြစ်လာအဲ့ဒီ motivation ဆိုရင်အနောက်မှာမှကိုယ်ဆိုတဲ့ image လေးဖြစ်လာတာအဲ့တော့ကိုယ့်ရဲ့ action တိုင်းဟာဆိုလို့ရှိရင်ကိုယ်ဆိုတဲ့ image လေးဖြစ်လာတာအဲ့တော့အဲ့ဖြစ်လာတဲ့အနောက်မှာ
ငါဆိုတဲ့ identity လေးကဖြစ်လာတာဆိုလို့ကျင်တာကိုယူတဲ့အရှင်ရဲ့အနောက်က motivation လေးဆိုတာဖြစ်လာတာဒီ motivation လေးရဲ့အနောက်မှာကိုရဲ့ image လေးတစ်ခုဆိုတာဖြစ်လာဒီ image လေးရဲ့အနောက်မှာအဲ့ဒီငါဆိုတဲ့ငါလေးကတဖြည်းဖြည်းချင်းဖြစ်လာတာအဲ့ဒီငါဆိုတဲ့ဒီ identity လေးဖြစ်လာဖို့အထောက်ပံ့ရဆိုလို့ရှိရင်ဒီ action ကနေစအဲ့တော့ဒီငါဆိုတဲ့ငါရဲ့ဒီ identity လေးဖြစ်လာဖို့အထောက်ပံ့ရဆိုလို့ရှိရင်ဟဲ့လားကိုရခြင်းနဲ့ကိုဖြစ်ခြင်းနဲ့ကိုရခြင်းနဲ့ရွေးချယ်မှုတွေကိုရဲ့ရွေးချယ်မှုတွေကိုရဲ့ decision တွေကိုရဲ့ဆုံးဖြတ်ချက်တွေကိုရဲ့ objective ပန်းနိုင်နေအဲ့ဒီအနောက်မှာကိုကတဖြည်းဖြည်းနဲ့ဘယ်ဟာမှားနေတယ်ဘယ်ဟာမှန်နေတယ်ဒါပုံမှန်ပဲဒါပုံမှန်မဟုတ်ဘူးဒါသေးကြတယ်ဒါမသေးကြဘူးဒါတော့ဖြစ်နိုင်တယ်ဒါတော့မဖြစ်နိုင်စသဖြင့်အဲ့တော့တဖြည်းဖြည်းနဲ့ကိုကအဲ့ဒီကိုသွားနေရင်းနဲ့ဒီငါနဲ့ငါကြပါဝါရလာတာအဲ့ဒီပါဝါတော့ဖြည့်ဆည်းလို့မရအောင်အဲ့ပါဝါငါနဲ့ငါကြရတယ်ဆိုတဲ့ပါဝါတကယ်ကိုခိုင်မာတဲ့ပါဝါအဲ့ဒီပါဝါလောက်အစွမ်းထက်တဲ့ပါဝါမရှိအဲ့တော့ဒီနှစ်တင်မှာကိုတကယ်တိဆောက်တင်တာကဟာလားငါဘာလို့လဲငါဘာလို့လဲဟာလားငါဒီနှစ်တစ်ခုမှာဟာလားနှစ်တစ်နှစ်မှာငါဘာဖြစ်အောင်လုပ်မယ်ငါပိန်အောင်လုပ်မယ်ငါဝအောင်လုပ်မယ်ငါဘာကြီးဖြစ်အောင်လုပ်မယ်ငါညာကြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့နေရာတွေထက်အဲ့တော့နှစ်တစ်တစ်နှစ်မှာငါဖြစ်အောင်ပဲလုပ်ပါလို့ပဲပြောလိုက်ပြရစီအဲ့တော့ရေတို့ပေါ်မှာမตายရပါနဲ့ foundation တွေကိုခိုင်မာတဲ့ငါဈေးမစစ်တဲ့ငါကိုနဲ့မညာတဲ့ငါစင်ကြီးစင်လက်တွေမပေးတဲ့ငါစင်ကြီးစင်လက်တွေကင်းတဲ့ငါအဲ့တော့မျက်နှာချိုသွေးချင်းကင်းတဲ့ငါဆိုတဲ့အဲ့ဒီခိုင်မာတဲ့ငါကိုတိဆောက်နိုင်ကြပါစေလို့ဟာလားဆူတောင်းဆန္ဒပြုရင်းနဲ့အဲ့ဒါကျမတို့နေထိုင်မိကင်းနေထိုင်နေတဲ့ဒီကဘာကြီးอ่ะဆိုလို့ရှိရင်ကျမတို့ထင်ထားသလိုကန့်သက်ချက်တွေနေကြီးပဲလဲပတ်နေတာမဟုတ်ဘူးဆိုတာလေးကိုပြောရင်းနဲ့ဒီ topic လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြရစီရှင်အားလုံးကျေးဇူးတင်ပါတယ်